အလန္တရာကောင်ပေါ့နော်တရားတော်များများကိုဝင်လာကြမယ်တရားအလုံးစုံလေးပန်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုရမကြီးရနမောတတသုံးညရသောဉာဏ်ဖြတ်ပြကြောကြမှာဖြစ်ပါတယ်တရားကောင်ပေါ့နော်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္ထနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္ထနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္ထပဋိစ္စသမုပ္ပါလူဝေဒနာတရားတော်များများကိုမပြောကြမီဦးဇင်းကျေးဇူးရှင်များပြောမကြကုန်သောကျေးဇူးတော်ရှင်အကမပန္တိတမဟုတ်ဆရာတော်ဘုရားကြီးသီလကုံသမာဓိကုံပညာကုံတော်၎င်းရန်ကုန်မြို့အင်းစင်ရမပရိတိသန္တရကြီးဦးစီးပဌာနာ၌ကရှင်တော်မူသောအကမပန္တိတအဘိဓိသမရထကုတုရမဆရာတော်ဘုရားကြီးသီလကုံသမာဓိကုံပညာကုံတော်၎င်းတောင်ကြီးမြို့အေးစီဒီပရိသန္တရကြီးဦးစီးပဌာနာ၌ကရှင်တော်မူသောအကမကန္တဝါစကပန္တိတအေးစီဒီဆရာတော်ဘုရားကြီးသီလကုံသမာဓိကုံပညာကုံတော်၎င်းဟောပုံမြို့စုံမီကျောင်းတိုက်ကြီးဦးစီးပဌာနာ၌ကရှင်တော်မူသောစုံမီဆရာတော်ဘုရားကြီးသီလကုံသမာဓိကုံပညာကုံတော်၎င်းဂျပန်ဆရာတော်ဘုရားကြီးသီလကုံသမာဓိကုံပညာကုံတော်၎င်းရိတ်တဲ့နာမည်အထောက်ရမှာပဋိစ္စသမုပ္ပါလူဝေဒနာတရားတော်များများကိုပြသဆုံးမတော်မူသောကမ္မဋ္ဌာန်းစရိယာဆရာတော်ဘုရားများနှင့်နေတိကံဆရာတော်ဘုရားများသီလကုံသမာဓိကုံပညာကုံတော်၎င်းဥထိတ်မှာပန်းစင်ပြီးတော့ဤမြို့နယ်တို့နေတော်မူကြကုန်သောဆရာတော်တန်ခါတော်ရှင်များအပေါင်းတို့နှင့်တရားစခန်းများအထက်တော်မူကြကုန်သောဆရာတော်တန်ခါတော်ရှင်များအပေါင်းတို့ဘုံရင်ကံကြီးကိုခွလုံးပြီးတော့ယောဂီတော်ပေါင်းတို့ကိုပဋိစ္စသမုပ္ပါလူဝေဒနာတရားတော်များများဖြင့်ဝစဉ်ကျေးဇူးဆက်မှာဖြစ်ပါတယ်အခုလည်းပြကြတဲ့နေရာမှာယောဂီတော်ပေါင်းတို့ကအစဉ်ပြတဲ့နေရာမှာလိုသွားတဲ့ဒီလုံးလေးတွေရှိရင်လည်းဝစဉ်ပြတာရှေ့ထားပြီးတော့မှဖြည့်ပေးကြပါပို့သွားတဲ့ဒီလုံးလေးတွေရှိရင်လည်းနှုတ်ပြီးမှအနာထောင်ပေးကြပါလို့အထူးပဲမေတ္တာရခံပါတယ်ဖျက်ရှင်ကိုရမကြီးနဖလမှာနဖလပိတာတောင်းမှာတန္တရာတကွေမှာပြန်လည်ကဆုံတွေ့လာကြတယ်အမိဖာကြီးကောင်မောင်နှမမတော်ဘူးသူမိကြီးမရှိဘူးလို့ဟောတော်မူထားပါတယ်ဒါတော်တို့ကိုဆရာသဘောမျိုးနဲ့ပြောဆိုခြင်းမျိုးမဟုတ်ပါဘူးဒီတော်လေးတွေပြန်လည်ကျေးဇူးဆက်ချမ်းသာဖြစ်ပါတယ်အစတော်ဓမ္မသဘင်ကိုမစတင်မီစัจ java လာနာဝင်လုံးမှာရှိကြတဲ့အာနန္ဒလူနာပြမတော်ဘာတွေမေတ္တာတွေဖြန့်ဝေမှာဖြစ်ပါတယ်ဒါတော်ကောင်းပေါင်းတို့ငါသက္ခအတိအစဉ်သက္ခဝိညာဏတဘေယံကင်ကွာဘောစိတ်နာပြချမ်းမာချမ်းသာခြင်းကိုလိုရှိသလိုတတဝါနန္ဒတို့သက္ခအတိအစဉ်သက္ခဝိညာဏတဘေယံကင်ကွာဘောစိတ်နာပြချမ်းမာချမ်းသာကြပါစေငါသောတာအတိအတံသောတာဝိညာဏတဘေယံကင်ကွာဘောစိတ်နာပြချမ်းမာချမ်းသာခြင်းကိုလိုရှိသလိုတတဝါနန္ဒတို့သောတာအတိအတံ
သောတဝိညာဏထဝိယံခင်ကွာဘောစိတ်နှပြချမ်းမာချမ်းသာကြပါစေငါဤခန္ဓာအကြည်အနံခန္ဓာဝိညာဏထဝိယံခင်ကွာဘောစိတ်နှပြချမ်းမာချမ်းသာခြင်းကိုလိုရှိသလောတတဝါနန္ဒတို့ဤခန္ဓာအကြည်အနံခန္ဓာဝိညာဏထဝိယံခင်ကွာဘောစိတ်နှပြချမ်းမာချမ်းသာကြပါစေငါဤဇိဝံကြည်အယတာဇိဝဝိညာဏထဝိယံခင်ကွာဘောစိတ်နှပြချမ်းမာချမ်းသာခြင်းကိုလိုရှိသလောသတ္တဝါနန္ဒတို့ဤဇိဝံကြည်အယတာဇိဝဝိညာဏထဝိယံခင်ကွာဘောစိတ်နှပြချမ်းမာချမ်းသာကြပါစေငါဤကာယအကြည်ပတဝါယောကာယဝိညာဏထဝိယံခင်ကွာဘောစိတ်နှပြချမ်းမာချမ်းသာခြင်းကိုလိုရှိသလောတတဝါအနန္တတို့ဤကာယအကြည်ပတဝါယောကာယဝိညာဏထဝိယံခင်ကွာဘောစိတ်နှပြချမ်းမာချမ်းသာကြပါစေငါဤမနောအကြည်ကြံတွေ့စရာမနောဝိညာဏထဝိယံခင်ကွာဘောစိတ်နှပြချမ်းမာချမ်းသာခြင်းကိုလိုရှိသလောသတ္တဝါနန္ဒတို့ဤမနောအကြည်ကြံတွေ့စရာမနောဝိညာဏထဝိယံခင်ကွာဘောစိတ်နှပြချမ်းမာချမ်းသာကြပါစေသာဓုသာအလုံးစုံတရားစီမံလက်ဥချေလေးချပြီးတော့မှချမ်းသာတဲ့ဣရိယာပုဖြစ်တရားတော်ကိုနိုင်ယူပန်ဆင်လို့ရပါပြီတရားကောင်းပေါင်းတို့ဒီတရားကောင်းတို့ဇနရှေ့ပိုင်းမှာဝိပဿနာဉာဏ်ကြီးကြောင့်10ပါးနဲ့ပတ်သက်ပြီးတော့မှကျေစုပြုမှာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ဒီဓမ္မနဲ့ပတ်သက်တဲ့အမွေတွေပေးစေဖို့အပိုင်းနှစ်ပိုင်းခွဲပြီးပြောပြမှာဖြစ်တယ်တရားကောင်းတို့ဝေဒနာဉာဏ်ကြောင့်10ပါးနဲ့ပတ်သက်ပြီးတော့မှဦးဇင်းတို့မဟုတ်ဆရာတော်ကြီးကတော့မက်တု10ပါးလို့နားလည်လည်အောင်ပြောပြတာရှိပါတယ်မက်တု10ပါးနဲ့ပတ်သက်ပြီးတော့မှဒီဥပဒနာဉာဏ်ကြီးဆုံး10ပါးကဘယ်ချိန်မှာပေါ်တတ်တယ်လဲဆိုတော့ယောဂီတွေဒီတရားတွေစ조사ပြီးအထောက်လာတဲ့အချိန်မှာတ
မာရီလေးတွေထိုက်လောက်တီးလာတော့ခန္ဓာမှာတတိကပဲရှုမှတ်တဲ့အချိန်မှာယုံနာတို့ရဲ့မမြဲဆင်းရဲဖြစ်ပြီးပြတ်တဲ့သဘောတွေအခြေခံဉာဏ်ကတော့တော်ကောင်းတို့နာမရူပပရိစ္ဆေဒဉာဏ်ဆိုတဲ့နာယုတ်ကိုပိုင်းခြားပြီးသိတဲ့ဉာဏ်ပစ္စယပရိက္ခဉာဏ်ဆိုတဲ့အကြောင်းကိုသိသိပြီးသိတဲ့ဉာဏ်လက္ခဏာကြီးသုံးပါးဆင်ခြင်တဲ့သမတနာဉာဏ်ရုပ်တုဏ္ဏတို့ရဲ့ပေါ်ပြီးပျောက်ပြတ်သွားတဲ့သဘောပေါ်ပြီးပျောက်ပြတ်သွားတဲ့သဘောစာလို့ပြောရင်ဥဒိယဝေယဥဒိယဖြစ်တာဝေယပြတ်တာဖြစ်ပြီးပြတ်တဲ့ဉာဏ်အဲ့ဒီဉာဏ်လေးခုကိုယထာဘုဒ္ဓဉာဏ်လို့ဒီလိုလဲသုံးပါတယ်ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်ပေါ့တော်ကောင်းကြီးများဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်ကတမာရီလေးထိုက်လောက်တီးလာလို့စိတ်ရှိလက်ရှိနဲ့ခန္ဓာမှာတတိကပဲကြည်လိုက်တော့ရုပ်ဘက်ကကြည်လိုက်တော့လဲဖောက်ပြန်ပြီးပြက်နာမ်ဘက်ကကြည်လိုက်တော့လဲသိပြီးတော့မှပြက်ယုံနာနေအပိုင်းပိုင်းဖြစ်ပြီးပြက်တဲ့သဘောလေးတွေအဲ့ဒီလိုမြင်ပြီးဆိုလို့ရှိရင်ယောဂီတို့တူတူကိုမြင်တတ်တဲ့သဘောတွေကနံပါတ်1ဩဘာသဆိုတဲ့အလင်းနေပေါ်တတ်ပါတယ်ဩဘာသဆိုတာအလင်းနဲ့တော်ကောင်းကြီးတွေခန္ဓာကိုယ်တစ်ခုလုံးလင်းထိန်နေရှုမှတ်တဲ့ယောဂီမှာအဲ့ဒီလိုလင်းထိန်နေတော့တခါဘူးမှဒီအတွေ့အကြုံကမတွေ့ဘူးတဲ့အခါကျတော့မိမိကိုမိမိတရားတွေ့သွားပြီလားဆိုတဲ့စိတ်ကလေးဖြစ်တတ်တယ်တဲ့အဲ့ဒီစိတ်ကလေးဖြစ်လာရင်ဒီစိတ်ကလေးကိုအတိကပ်ပြီးရှုလိုက်ပါတဲ့မตายရဘူးတဲ့ယောဂီတွေတခါတခါကျတော့အဲ့ဒီလောက်နဲ့တရားတွေ့သွားပြီလို့ဆုံးဖြတ်ချက်ချပြီးတော့မှဉာဏ်ကတော့အခြေခံဉာဏ်ပဲရှိသေးတယ်ဝိပဿနာဉာဏ်တနည်းပြောရင်ဥဒိယပြဉာဏ်ပေါ့ဗျာအဲ့ဒါကိုယောဂီတို့ဦးဇင်းတို့ကအဓိမာနဖြစ်ပြီးတော့မှတရားတွေ့ပြီလို့ဒီလိုထင်တတ်တယ်အဲ့ဒီအချိန်မှာဆက်ပြီးနှလုံးသွင်းသွားရမှာဖြစ်တယ်သူ့သဘောတဘာဝအပြက်ကလေးတွေကြည့်လို့ရရင်ကြည့်ပါမဟုတ်ရင်လည်းဒီအလင်းသဘောကိုလည်းပဲမตายဘဲနဲ့တတိကပ်ပြီးကြည့်ပေါ့ဗျာအဲ့ဒီလိုဆိုတော့ယောဂီရဲ့မြင်နေတဲ့အပြက်ကလေးဟာဒီတမကပို့ပြီးအားကောင်းလာမယ်ပို့ပြီးတော့မှဖြစ်ပျက်အမြင်နေအားကောင်းပြီးတော့မှဟိုနိဗ္ဗာန်ဉာဏ်ဘက်ကိုရောက်သွားမယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဒီလောက်နဲ့ตายနေမယ်ဆိုရင်တော့ဉာဏ်နေရရက်တန့်သွားလိမ့်မယ်ဗျဉာဏ်နေရပါတယ်လေဗျအထက်ကိုမတက်ဘူးပေါ့ပြောချင်တာကဥဒိယပြဉာဏ်နဲ့ရက်တန့်သွားတယ်ပေါ့ဗျာကိုအဓိမာနလည်းဖြစ်သွားတတ်တယ်ငါတရားတွေ့ပြီလို့ဆုံးဖြတ်ချက်မှတ်တတ်တယ်ပေါ့ဗျာအဲကြောင့်ယောဂီတို့ဒါနဲ့ပတ်သက်ပြီးတော့မှဆက်ပြီးမှနှလုံးသွင်းသွားမှာဖြစ်တယ်မตายရဘူးဗျဘာမလို့ရအောင်နံပါတ်2ကညာနာတဲ့ယောဂီတွေညာနာကဉာဏ်ကြည်တာညာနာကဉာဏ်နေရာကြည်ပြီးတော့မှရှင်းရှင်းလင်းလင်းတွေ့နေတယ်အဲ့ဒီချိန်မှာရခင်အာထုတုံကဉာဏ်နေတလောက်ထိမရှင်းဘူးအခုချိန်မှာဉာဏ်နေတလောက်ထိရှင်းရှင်းလင်းလင်းပြက်ပြက်သားသားမြင်နေတာငါတရားတွေ့လို့ပဲလို့ဆုံးဖြတ်ချက်ချတတ်တယ်အဲ့တော့အဲ့ဒီလိုဆုံးဖြတ်ချက်မချဘဲနဲ့ဆက်ရှုသွားပါလေဆက်ရှုသွားမယ်ဆိုလို့ရှိရင်ဉာဏ်စဉ်တွေတက်ပြီးတော့မှဒီနေ့အကျိုးများသွားမှာဖြစ်တယ်တဲ့ဒါပေမဲ့အများစုကဒီလောက်တင်ရက်တန့်ပြီးတော့မှအဓိမာနဖြစ်ပြီးတော့မှတရားတွေ့ပြီလို့ဆုံးဖြတ်ချက်ချမှားတတ်တယ်တဲ့ယောဂီတွေအဲကြောင့်ဉာဏ်နေကြည်လိုက်လဲဆက်ပြီးရှုသွားအောင်ဆက်ပြီးပါတယ်လေဗျဘယ်နှချက်ပြီးသွားပြီနံပါတ်1ဩဘာဒကအလင်းညာနာကဉာဏ်ကြည်တယ်ပီတိကမနေ့ကယောဂီတွေဘုဇင်9ပါးမှာအရေးအမွက်လေးပြောသွားတယ်ပီတိနဲ့ပတ်သက်ပြီး5မျိုးရှိတယ်ပီတိဘယ်နှမျိုးအဲ့ဒီပီတိ5မျိုးမှာအရှိနဲ့အတိကိုက်နေတယ်ဖြစ်ပြနဲ့မဲ့နဲ့ကိုက်နေတဲ့အချိန်မှာဥရိယပြဉာဏ်ကြီးနေတဲ့အချိန်မှာစက်သိန်းနေတဖွာဖွာထစက်သိန်းနေထမယ်ခန္ဓာကိုယ်တစ်ခုလုံးကြွတ်တက်သွားတယ်လို့ခံစားတတ်တယ်တခါတခါယောဂီတွေမြစ်သေးဦးဇင်းတို့ဒီအင်းလေးတို့မော်တော်တွေစီးတော့တစ်စီးနဲ့တစ်စီးအရှောင်မှာလိုင်းကြောင့်ညိတ်ငနဲ့တိတ်ငနဲ့ဖြစ်သွားသဘောကဒါပီတိရဲ့သဘောတဘာဝမျိုးတွေအပုံစံဆန်ဆန်ဖြစ်တတ်တယ်ပြောချင်တာနော်အဲ့တော့မိမိတို့ခန္ဓာကိုယ်ကတစောင်းတိုင်းပွဲတော်တွေမှာမိဘနေလွတ်တယ်လို့ဝန်နာလေးကဖြတ်ဒီနာကဖြတ်ဖြစ်တတ်တယ်ဟောတခါကျတော့ဝါကွန်းဆိုင်ကြီးကိုဝါကွန်းပုံထားတဲ့နေရာမှာစီဦးထောပတ်တွေလောင်းချလိုက်တော့ဝါကွန်းကြီးကဤကနဲ့ကျသွားစိတ်ထဲမှာအဲ့ပုံစံမျိုးစိတ်ကလေး
ဖြစ်တတ်တယ်တဲ့ပီတိနဲ့ပတ်သက်ပြီးပီတိ၅မျိုးပီတိဘယ်နှမျိုးနံပါတ်1ကဩဘာဒကအလင်းညာနာကဉာဏ်ကြည့်တယ်ပီတိက၅မျိုး၄နံပါတ်ပတ္တတိပတ္တတိကသူတော်ကောင်းတို့ကိုငြိမ်စိတ်ငြိမ်ကိုယ်တွေကလည်းငြိမ်ချမ်းလိုက်တာစိတ်တွေကလည်းအေးချမ်းလိုက်တာတခါဘူးမှဒီလိုငြိမ်အေးမှုမရဘူးဧကမိုးချငါတရားတွေ့သွားလို့ပဲလို့စိတ်ကဖြစ်တတ်တယ်အဲ့ဒီသဘောတဘာဝလေးဖြစ်လာပြီဆိုလဲဆက်ပြီးမှရှုမှတ်သွားပါအတိကပ်ပြီးတော့မှအပြက်ကလေးရှုနေမျက်နှာအောင်ကြိုးစားပေးဗျသူမရှုနိုင်မူလဖြစ်ဖြစ်တော့ရှိနေတယ်မူလဖြစ်ဖြစ်ကိုလက်မလွတ်စေနဲ့ပေါ့ဗျာအဲ့လိုဆိုမိမိတို့ရဲ့ဉာဏ်ဉာဏ်ကတဖြည်းဖြည်းနဲ့တက်သွားမယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုငြိမ်းစိတ်ငြိမ်းဖြစ်တာကိုသွားตาရမိပြီးမှရက်တံပလိုက်မယ်ဆိုလို့ရှိရင်ဉာဏ်ဉာဏ်ကဆက်မတက်တော့ဘူးကိုယ်ကိုလည်းတရားတွေ့ပြီလို့ထင်မှားနေတတ်တယ်ဘယ်နှချက်ရှိသွားပြီဩဘာဒကအလင်းညာနာကဉာဏ်ကြည့်တယ်ပီတိက၅မျိုးပတ္တတိကကိုငြိမ်းစိတ်ငြိမ်းငါးနံပါတ်ကဒုက္ခတဲ့ယောဂီတွေတားချမ်းသာတယ်ဒုက္ခပါတယ်လေဗျဘဝတသက်တာမှာအဲ့လောက်ထိချမ်းသာတာမကြုံဘူးတဲ့ဒီလောက်ထိချမ်းသာတာငါတရားတွေ့လို့ပဲလို့ဆုံးဖြတ်ချက်ချမှတ်တတ်တယ်မူလဖြစ်ပျက်ကိုဆက်ပြီးမှရှုလို့ရရင်ရှုပါမဟုတ်ရင်ချမ်းသာတယ်ဆိုတဲ့စိတ်ကလေးကိုတတိကပ်ပြီးကြည့်ပေးဗျချမ်းသာတဲ့စိတ်ကလေးကိုတိလိုက်ထပ်တစ်ခါပြန်တိထပ်တစ်ခါတိတော့ချမ်းသာတဲ့ပထမစိတ်လေးချုပ်သွားပြီတိစိတ်လေးအစားထိုးတယ်နောက်ချမ်းသာတယ်လို့တိတဲ့အတိကိုထပ်တစ်ခါပြန်တိအဲ့တော့နောက်တိအစားထိုးရှေ့တိအလိုလိုပြက်သွားတယ်အဲ့ဒါလေးသဘောပေါက်သွားလိမ့်မယ်ဗျအဲ့တော့ချမ်းသာတဲ့စိတ်ကလေးလိုက်လဲသူ့ကိုအတိကပ်ပြီးရှုပလိုက်ပါသူ့ကိုရှုရခက်ခဲရင်မူလဖြစ်တော့ရှိနေတယ်လေမူလပြနေတဲ့ယုံနာအပြက်မမြဲတဲ့သဘောတွေတော့တွေ့နေပြီလေအဲ့ဒါတွေ့လို့လေဒီချမ်းသာတဲ့သဘောတွေကိုမြင်လာတာပေါ့ဗျာငါချက်ပြီးသွားပြီနော်ဩဘာဒညာနာပီတိပတ္တတိဒုက္ခဩဘာဒကအလင်းညာနာကဉာဏ်ကြည့်တယ်ပီတိက၅မျိုးပတ္တတိကကိုငြိမ်စိတ်ငြိမ်ဒုက္ခကချမ်းသာဒုက္ခပါတယ်6နံပါတ်ကအဓိမောက္ခ6နံပါတ်ကယုံကြည်လုံးသားတာတရားတွေအားကောင်းတယ်ယန္နာ၃ပါးပေါ်မှာပေါ့ဗျာတရောင်းတို့ဦးဇင်းတို့ကြားဘူးတာကသောတာပန်တည်သွားတဲ့အရိယသူတော်ကောင်းများဟာယန္နာမြတ်၃ပါးနဲ့ပတ်သက်ပြီးတော့မှအင်မတန်နှစ်ကာကြည်ညိုတယ်သောတာပန်အရိယာများမှာယန္နာ၃ပါးကိုကိုးကွယ်ရင်အသက်အန္တရာယ်ပေးမယ်ဆိုလို့ရှိရင်အသက်အန္တရာယ်ပေးမှုကိုသူခံနိုင်တယ်တဲ့ယန္နာ၃ပါးကိုတော့မစွန့်ဘူးတဲ့သိခြင်းလဲသိပါစေပေါ့နော်ယန္နာ၃ပါးနဲ့ပတ်သက်ပြီးလိုက်လဲသူကြည်ညိုတယ်အခုလည်းယောဂီတို့ဦးဇင်းတို့ရှုမှတ်လာတဲ့အချိန်မှာယုံနာတို့ရဲ့အပြက်ကလေးတွေမြင်လာတော့စိတ်ထဲကနေယန္နာ၃ပါးမှာလိုက်လဲကြည်ညိုလာတယ်ခါတိုင်းကတော့အပေါ်ယံကြည်ညိုတာရှိရင်ရှိမယ်အခုတော့ယန္နာ၃ပါးကိုတကက်စိတ်ထဲကနေနစ်ကလိုလားကြည်ညိုတဲ့တရားတွေဖြစ်လာတယ်အဲ့ဒီအချိန်မှာမိမိကလည်းတုတ္တမြတ်ဉာဏ်ရှိတော့သောတာပန်များမှာကယန္နာမြတ်၃ပါးနဲ့ပတ်သက်ပြီးတော့မှအင်မတန်မှတရားကောင်းတယ်လို့ပြောတယ်အခုငါရစိတ်တန်နေဟာဖျားတရားတန်ခါနဲ့ပတ်သက်ပြီးတော့မှစိတ်ထဲကနေလိုက်လဲကြည်ညိုစိတ်တွေဖြစ်နေတယ်ငါတရားများတွေ့သွားပြီလားဒီအတီလေးတွေလာတတ်တယ်ဗျာနော်အဲ့တော့ယောဂီတို့ဆက်ရှုသွားမှာဆက်ပြီးပါလောက်မှာလေကိုအထင်ကြီးတဲ့စိတ်ဖြစ်တတ်တယ်နော်အဲ့ဒီအဓိမာနလေးတွေဖြစ်တတ်တယ်အဲ့ဒီတရားဖြစ်လာရင်လည်းဆက်ပြီးမှနှလုံးသွင်းသွားပါမူလပြနေတဲ့အပြက်ကလေးတွေရှိမယ်သို့သည်မဟုတ်မိမိအခုဖြစ်ပေါ်လာတဲ့ဒီစိတ်ကလေးကိုအတိကပ်ပြီးရှုမှတ်လိုက်ဗျအဲ့လိုဆိုမိမိတို့ဉာဏ်နဲ့ကဘယ်အာဒီနောကတက်သွားလိမ့်မယ်ဘယ်နှချက်ပြီးသွားပြီ6ချက်ဩဘာဒညာနာပီတိပတ္တတိဒုက္ခအဓိမောက္ခဩဘာဒကအလင်းညာနာကဉာဏ်ကြည့်တယ်ပီတိက၅မျိုးပတ္တတိကကိုငြိမ်စိတ်ငြိမ်ဒုက္ခကချမ်းသာအဓိမောက္ခကယုံကြည်လုံးတတ္တတရားတွေအားကောင်းတယ်9နံပါတ်ပက္ခဟတဲ့ယောဂီတွေပါတယ်လဲဗျပက္ခဟကဝိရိယတွေအားကောင်းတယ်ဘာကောင်းတာလဲဗျတရားကောင်းတို့ရဲ့ဝိရိယတွေကခါတိုင်းကတော့ယောဂီတွေဝိရိယနည်းနည်းလျော့တယ်
အခုကျတော့ယောဂီတို့လျောင်းထန်ရသောဣရိယာပု၄မျိုးလုံးကိုဇွဲနှပန်းကြီးကြီးနဲ့အထုတ်ဖြစ်လာတယ်လူလည်းမပင်ပန်းဘူးစိတ်ကအချိန်ပြည့်ကြိုးစားခြင်းနဲ့စိတ်တဖွာဖွာဖြစ်နေတယ်ဟောညဘက်9နိုင်လောက်ကိုယ်ဆောင်ရောက်သွားရင်တော့မှဆက်ပြီးတော့မှဒီတရားကိုနှလုံးသွင်းဖြစ်တယ်10နိုင်17နိုင်12နိုင်ဟောခဏလေးခန္ဓာအနာပေးမပြန်နိုးလာပြီတနိုင်လောက်ထထိုင်နေတို့ဒီမို့လျောင်းရှုတယ်ဝိရိယတွေကအားကောင်းလာတယ်အဲ့ဒီချိန်မှာကိုယ့်ကိုယ်တရားများတွေ့သွားပြီလို့ဒီလိုဆုံးဖြတ်ချက်ချတတ်တယ်ဗျတကယ်တော့ယောဂီတို့ဝိပဿနာအမြင်လေးတွေကောင်းလာတော့ဒီဘက်ကဝိရိယအားကောင်းတဲ့သဘောလေးတွေဖြစ်လာတာအဲ့ဒါကိုမตาရပဲဆက်ရှုရမယ်ဗျမตาရပဲနဲ့မမိမလားဗျဩဘာဒညာနာပီတိပတ္တိဒုက္ခဘဂဟဥပဌာန sorry ဥပဌာနမာကုန်ပြီဩဘာဒညာနာပီတိပတ္တိဒုက္ခအဓိမောက္ခပဂဟအဓိမောက္ခကယုံကြည်လုံးတရားတရားတွေအားကောင်းတယ်ပဂဟကဝိရိယတွေအားကောင်းတယ်ဝိရိယတွေပါတယ်လဲဗျမမိနိုင်မလားဗျဩဘာဒကအလင်းညာနာကဉာဏ်ကြည့်တယ်ပီတိက5မျိုးပတ္တိကကိုငြိမ်စိတ်ငြိမ်ဒုက္ခကချမ်းသာအဓိမောက္ခကယုံကြည်လုံးတတ္တတရားတွေအားကောင်းတယ်ပဂဟကဝိရိယတွေအားကောင်းတယ်ဥပဌာနတတိတွေအားကောင်းတယ်တဲ့ဥပဌာနကအဲ့တော့ယောဂီတို့ရုပ်ဘက်ကကြည့်လိုက်တော့လဲတတိယအလွန်အားကောင်းနာဘက်ကကြည့်လိုက်တော့လဲတတိယကောင်းစိတ်တလုံးဖြစ်တော့မှကြိုသိနေပြီယောဂီတွေဟောဘာစိတ်ဖြစ်တော့မှဘာစိတ်ဖြစ်တော့တတိတွေရှင်းရှင်းလင်းလင်းပေါ့နော်ယောဂီတွေအဲ့တော့အဲ့ဒီလိုထိုင်စဲမှာလဲတတိကောင်းတယ်ရရှုလဲတတိကောင်းတယ်ဈဉ္ညာနဲ့လဲတတိကောင်းတယ်ဟောအထွေထွေပိုင်းနေမှာလဲပဲစားမှုတောင်းမှုအခြေလက်မျက်နှာတန်းစင်မှုအဝတ်စားလျှော်ဖို့မှုအိယာခေါင်းမှုအကုန်လုံးတတိတွေအရန်အားကောင်းတော့ယောဂီကကိုယ့်ကိုတရားတွေ့ပြီလို့စိတ်ထင်တတ်တယ်ဗျတကယ်တော့ယောဂီတို့ဝိပဿနာဉာဏ်အားကောင်းလာတော့ဒီတတိကလည်းအားကောင်းလာတာအဲ့တော့ဒီတတိအားကောင်းလာမှုအကြောင်းပြုပြီးတော့မှကိုတရားတွေ့ပြီလို့ထင်တတ်တယ်တရားတွေ့ပြီလားဗျဝိပဿနာဉာဏ်တော့မှန်ပါတယ်လောကုတ္တရာမဟုတ်သေးဘူးနော်ဆက်ပြီးကြိုးစားရမယ်ဆက်ပြီးပါတယ်လေဗျဥပဌာနဆိုတာတခြားလားတတိတွေအားကောင်းတာလားနံပါတ်9ကဥပက္ခနံပါတ်9ကအဲ့ဒီဥပက္ခသဘောကယောဂီတွေကြိုက်ဆုံးမကြိုက်ဆုံးမသွားတော့ဘူးပေါ့အလယ်လမျက်စမပရိပရာကြက်ရှုမှတ်နိုင်နေတယ်ရုပ်ဖောက်ပြန်ပျက်စီးတဲ့သဘောနှံတိပြီးပြတ်သွားတဲ့သဘောအဲ့ဒီပေါ်နေတဲ့သဘောတဘာဝကိုတိမ်တိမ်မွေ့မွေ့လေးဥပက္ခထားပြီးရှုမှတ်နိုင်နေတယ်အဲ့တော့တာယာမှုလည်းမဖြစ်ဘူးစိတ်ပြတ်တဲ့သဘောလည်းမလာဘူးမျက်စမပရိပရာကြက်ရှုမှတ်နိုင်တော့ယောဂီစိတ်ထဲမှာတိမ်မွေ့တဲ့သဘောတွေဥပက္ခထားပြီးရှုမှတ်နိုင်နေတဲ့အတွက်တရားတွေ့သွားပြီလို့ထင်တတ်တယ်တကယ်တော့ယောဂီတို့ဥပက္ခဉာဏ်အားကောင်းနေတယ်ဆက်ပြီးနှလုံးသွင်းသွားရမယ်ဒီပေါ်မှာမตาရရဘူးဗျဒီပေါ်မှာပါတယ်လေဗျตาရလိုက်မယ်ဆိုမကြခင်မှာယောဂီတွေရှုအားတွေကမအားတွေကြလာမယ်နော်အဲ့တော့ဆက်ပြီးတော့မှနှလုံးသွင်းသွားရမယ်နှလုံးသွင်းနဲ့အဲ့ဒီဥပက္ခဉာဏ်ဒီတက်အားကောင်းသွားရင်တော့ယောဂီတို့ဝိပဿနာပက္ခဉာဏ်အားရင့်တန်ပြီးတော့မှသင်္ခါရုပ္ပကဉာဏ်ထိုးတက်မယ်လို့မဟုတ်ဆရာတော်ကြီးပြောတယ်ဝိပဿနာပက္ခဉာဏ်ဆိုတာဝိပဿနာဥပ္ပက္ခဉာဏ်ကိုပြောခြင်းဖြစ်တယ်ဝိပဿနာဉာဏ်ဥပ္ပက္ခဉာဏ်အားကောင်းပြီးတော့မှသင်္ခါရုပ္ပကဉာဏ်ထိုးတက်သွားပြီဆိုလို့ရှိရင်ယောဂီတို့အိန္ဒြေတွေဒီချက်အားကောင်းပြီးတော့မှအတိတ်အကြောင်းတွေလည်းကောင်းမယ်ဆိုရင်တော့ပြစ္ဆုတ်ပံမှာမကြခင်မှာသစ္စာသိသွားနိုင်တယ်တဲ့သစ္စာပါတယ်လေဗျနောက်ဆုံးတော့မူလဓမ္မစရိယဥကြည်ရဲ့ဓမ္မနုပဒနာရှုွက်ဒိဋ္ဌဓမ္မောဆိုတဲ့စာအုပ်ကလေးကိုဖတ်ကြည့်ပါလို့ဒီမဟုတ်သိတာနဲ့သိเสียအဲ့ဒီမှာဒီဥပက္ခအကြောင်းလေးတွေတွေ့ရတတ်တယ်ဥပက္ခတက်ဖတ်ချင်တယ်ဆိုလို့ရှိရင်တော့တဘာဝဥပက္ခဆိုတဲ့စာအုပ်လေးဖတ်ကြည့်ပါဥကြည်ရဲ့တဘာဝဥပက္ခရှိတယ်ဝိပဿနာဥပက္ခရှိတယ်ဝိပဿနာဥပက္ခနည်းနည်းလေးရှုပ်တယ်တဘာဝဥပက္ခကရှင်းတယ်အဲ့ဒီတဘာဝဥပက္ခစာအုပ်ကိုဖတ်မယ်ဆိုရင်
ဒိဋ္ဌဓမ္မောကိုအရင်ဖတ်ပါဒိဋ္ဌဓမ္မောကိုဖတ်ပြီးပြီဆိုရင်တော့တဘာဝဥပ္ပခါသဘောအကြောင်းကိုနားလည်သွားတယ်တဘာဝဥပ္ပခါဆိုတဲ့စာအုပ်ကိုကောက်ကင်မယ်ဆိုရင်တော့ယောဂီတွေနည်းနည်းလေးဉာဏ်ရှုပ်သွားပေါ်ရရှိတယ်တချို့ကိစ္စတွေကျတော့နားလည်တယ်လို့နဲ့နားမရှင်းတာဖြစ်တတ်တယ်လေအဲ့ဒီစာအုပ်လေးတော့ကောင်းပါတယ်ယောဂီတွေဆရာကြီးကတော့သူကိုနိုင်ကလည်းစာကတော်တော်လေ့လာထားတယ်ဘုန်းကြီးလူထွက်ကြီးကိုဗျာနော်ဆရာကြီးဦးကြီးကပြောမယ်ဆိုရင်ပိဋက3ပုံကိုကျမ်းကြီးပေါက်7နဲ့တော်တော်လေးကိုသူကလေ့လာထားတယ်အဲ့ဒီလိုလေ့လာထားပြီးတော့မှနောက်ပိုင်းအမေအိုလှုပ်ကြွေးဖို့အတွက်လူပြန်ရတဲ့အခါကျတော့အမေကိုလှုပ်ကြွေးရှာတယ်အဲ့ဒီလိုနဲ့ဘဝမှာလောကဓာတ်တွေတော်တော်ကြီးပါတယ်နောက်ပိုင်းတော့ဒီတရားဓမ္မတွေလေ့လာလိုက်စားရင်းနဲ့နီးပေါင်းစုံပေါ့ဆရာကြီးဥပခင်တို့ကြားဖို့မယ်နော်ဆရာဥပခင်ဆိုဥကိုင်ငါကြီးရဲ့ဆရာလေဒီဆရာဥပခင်တို့ဒီဓမ္မစရိယမူလဓမ္မစရိယဥကြည်တို့ဆိုတာဓမ္မမိတ်ဆွေတွေအဲ့တော့အချင်းချင်းတွေဒီတရားတွေနီးပေါင်းစုံလေ့လာရင်းနဲ့ဆရာကြီးကတော့သူကိုယ်နိုင်ကလည်းစာကအလွန်နှံ့ဆက်တဲ့ခါကျတော့နောက်ဆုံးဒီဓမ္မနုပဒနာရှုွက်ကိုသူကအဓိကအဲ့ဒါကိုပဲသူဟောပေးတော့တယ်သူယောဂီတွေကိုသူပေးတဲ့နေရာမှာတခါကျတော့ဒီလိုတော့ရှိတာပေါ့နော်နိနာနှိမ့်တဲ့တွေအားလုံးကောင်းကြတယ်အားလုံးပါတယ်လေဗျအားလုံးကောင်းတယ်ဒါပေမဲ့ယောဂီတို့အစဉ်တော့ကတစ်ဖက်ဖက်ကိုအစွန်းမကပ်ဖို့တော့အရေးကြီးတာပေါ့မိမိနဲ့ဘယ်ဟာကြိုက်တယ်လဲကမ္မထမ်းကဥပမာပေါ့နော်ဓမ္မနုပဒနာရှုွက်ကြိုက်တယ်သို့တည်းမို့စိတ်ကြိုက်တယ်သို့တည်းမို့တတိပဋ္ဌာန်ကပို့ပြီးကြိုက်တယ်ဆိုရင်ကိုကြိုက်တာလေးကိုဇောင်းပေးပြီးသွားမယ်ပေါ့နော်ကိုကဒါနဲ့ကြိုက်လို့တခြားဥစ္စာမားနေတယ်ပြောလို့တော့မရဘူးနော်တခါတခါစိတ်ကဖြစ်တတ်တယ်လေစိတ်ကပါတယ်လေဖြစ်တတ်တယ်အဲ့တော့အခုဒီဆက်ကြီးတို့ရဲ့အလုပ်ပေးကြတော့သူကမုဂုဆရာတော်ကြီးနဲ့တထက်သေးပဲပါဠိတော်အယူဆတွေကစလေအထာဂရာတွေကောက်ပုံတွေအကုန်လုံးကမုဂုဆရာတော်ကြီးနဲ့တထက်သေးပဲဗျဦးစင်းဆက်လေးလာကားဆိုမုဂုဆရာတော်ကြီးရဲ့တပည့်ပဲလို့ထင်လားနောက်မှမဟုတ်ဘူးသူကတီးချာတစ္ဆာဒီပကအဖွဲချုပ်ဆိုပြီးတော့ရန်ကုန်မှာသူတို့အဖွဲချုပ်ရှိတယ်အဲ့တော့လူပုဂ္ဂိုလ်နေနဲ့သူတို့တရားဟောတာဆိုတော့ဒီဆရာတော်သမတော်ကြီးတွေလို့တော့တအားကြီးတော့မကျေပြန့်ရှာဘူးပေါ့နော်မြန်မာပြည်မှာတော့ဦးဇင်းတို့မာစီဆရာတော်ကြီးရဲ့ရိတ်တာတွေပြည်တွင်းကပြည်ပကအင်မတန်မှကျေပြန့်နေပေါ့နော်နမဂုဆရာတော်ကြီးရဲ့တရားတော်တွေကျေပြန့်နေအခုဖောက်ဆရာတော်ဖျားကြီးရဲ့တရားတော်တွေနမာစီဆရာတော်ကြီးနဲ့ပတ်သက်ပြီးမှဆိုလို့ချင်းဦးဇင်းတို့ဘဂုဆေဘန်ကုဆရာတော်ကြီးတို့ချမ်းမြေဆရာတော်ကြီးတို့ဒီဆရာတော်ကြီးရဲ့ကျေးဇူးတရားတွေကြောင့်ပြည်ပနိုင်ငံတွေမှာတတော်ကိုထိုးဖောက်နိုင်တယ်ပေါ့ယောဂီတွေထိုးဖောက်နိုင်တယ်2008ခုနှစ်ဦးဇင်းထိုင်းနိုင်ငံနဲ့အိန္ဒိယနိုင်ငံရောက်နီပေါနိုင်ငံရောက်တော့နီပေါနိုင်ငံရဲ့မြို့တော်ခတ်တမန်ဒူမှာဦးဇင်းတို့မြန်မာပြည်မှာဓမ္မစတိကကျမ်းပြီးသွားတဲ့နီပေါနိုင်ငံရဲ့တန်ခါရာဇာပေါ့ဆရာကြီးရဲ့ဘွဲ့တော်ကဆရာဦးညာဏပုဏ္ဏိကလို့အမည်နာမတွင်တော်မူပါတယ်မန္တလေးမြတ်တော်တိုက်မှာဓမ္မစတိကကျမ်းပြီးတယ်မြန်မာပြည်မှာ17နှစ်တရင်သုံးသွားဒီဆရာကြီးကကိုဗစ်ကာလမှာပဲလွန်တော်မူသွားရှာပါတယ်ဒီဆရာတော်ဖျားကြီးကမာစီဆရာတော်ကြီးဟောကြားတဲ့တရားတွေကိုသူကသူဒီနေဝါဒီဘာသာနဲ့ပြန်ဟောပေးတယ်နေပေါ်နိုင်ငံမှာလေမာစီဆရာတော်ကြီးကပလင်ပေါ်နေမြန်မာလိုဟောပေးတယ်ဆရာတော်ဦးညာနဲ့ပုဏ္ဏိကကဘေးမှာခုံထိုင်ပြီးမိုက်နေသူ့လူမျိုးတွေကိုသူ့ဘာသာစကားနဲ့ပြန်ပေးတယ်အဲကြောင့်ဒီနေ့နေပေါ်နိုင်ငံမှာမာစီဆရာတော်ကြီးရဲ့ရိတ်တာတွေဘဂုဆေမန်ကုဆရာတော်ဖျားကြီးတို့တည်ထောင်ထားတာ2008ဦးစင်းရောက်တုန်းကဆိုရင်နှစ်ပေါင်း30တောင်ရှိနေပြီရိတ်တာကြီးကလေဘယ်လောက်ဆောလဲယောဂီတွေတွက်ပေါ့အခု2008ဆိုဒီနေ့2026ဆိုတော့တွက်ကြည့်ပေါ့နှစ်ပေါင်း50နော်ဒါအဲ့ဒီလိုထိုးပေါက်ပြီးတော့မူထားတယ်အကျိုးများတာပေါ့ဗျာဘာဖြစ်တာလဲဗျထိုင်းနိုင်ငံမှာမာစီဆရာတော်ကြီးရဲ့နိနာနေတရားတွေတော်တော်များများအားထုတ်ထားကြတယ်တော်တော်များအားထုတ်ထားကြတယ်အဲကြောင့်နိစနစ်တွေကမြတ်စွာဘုရားအလိုတော်ကြတယ်ကြီးပဲအားလုံးကလေကိုနဲ့ဘယ်ဇယိုက်ကြိုက်တယ်လဲအဲ့ဒါကိုနှလုံးသွင်းရမယ်ဗျမမိမလားဗျအဲကြောင့်ဦးဇင်းတို့လည်းဒီလိုပဲတရားနဲ့ပတ်သက်ပြီးမှကတော့တော်တော်များများစာနဲ့ပတ်သက်ပြီးတော့မှဆရာတော်ပေါင်းစုံရဲ့ဥစ္စာကိုလက်လန်းမိသလောက်တော့ဖတ်ဖြစ်တယ်ပေါ့ဗျာဖတ်ဖြစ်တယ်နှလုံးသွင်းကြည့်တယ်ကြိုက်တဲ့ဥစ္စာတွေအကုန်ယူတယ်ဗျကြိုက်တဲ့ဥစ္စာတွေယူတယ်ဆွန်လွန်ဆရာတော်တို့ဆိုရင်ဦးဇင်းတို့ဝိရိယဓာတ်တွေလမ်းယူတယ်ဝေဘူးဆရာတော်ကြီးတို့မာစီဆရာတော်ကတော့ဦးဇင်းတို့မာစီရိတ်တာမှာဝင်မှုတဲ့အတွက်တရိပ္ပံနဲ့ပတ်သက်ပြီးတော့မာစီဥစ္စာကိုဦးဇင်းတို့ကလက်တွေ့
နှလုံးသွင်းတယ်အများဆုံးတော့မဟုတ်ဆရာတော်ကြီးရဲ့တရားတော်တွေကိုနှလုံးသွင်းဖြစ်တယ်ဟောနောက်ပိုင်းဦးဇင်းတို့ရှုမင်းဆရာတော်ကြီးတို့စိတ်ကလေးထားပုံလေးတွေဦးဇင်းတို့ရှုမင်းဆရာတော်ကြီးရဲ့နိစနစ်တွေတိုင်းနှလုံးသွင်းပေးတယ်နောက်မူလဓမ္မဆရာဦးကြီးဆရာကြီးရဲ့စာအုပ်ကတော့နှစ်ပေါင်း20ကျော်သွားရင်းနှီးတာအဲ့ဒါဆိုသူ့ရဲ့ဓမ္မနုပဒနာရှုွက်ကမဟုတ်ဆရာတော်ရဲ့ဓမ္မနုပဒနာရှုွက်နဲ့တထထဲပဲဗျဆရာကြီးကသူပေးတဲ့ကမ္မထာမှာအာနာပါနမပေးတော့ယောဂီတို့တက်ရက်ဒီဓမ္မနုပဒနာရှုွက်ကိုပေးတယ်ဆရာကြီးရဲ့ရှုွက်ကဘာလဲဆိုတော့ဖောက်ပြန်တဲ့တလုံးမဲ့သူကပေးတယ်စိတ်ကလေးကိုတတ်ထားပြီးတော့မှခန္ဓာမှာတတိကတ်စေတယ်တတိကတ်လိုက်တဲ့နဲ့ပူတာအေးတာကတော့တူတူကိုမြင်ရတယ်လေအခုယောဂီတွေအခုနှလုံးသွင်းအခုတွေ့တာပဲမတွေ့ဘူးလားဗျအခုဒါ3ရက်လောက်ရှိပြီအေးလေးနည်းနည်းပေါ့လာတော့အခုလိုအုပ်စုဖွဲ့ပြီးတရားနာနေတဲ့အချိန်မှာနည်းနည်းလေးကြထိုင်လိုက်ရင်ပူလာတယ်နော်ခန္ဓာမှာသူ့သဘောတဘာဝကပူလိုက်အေးလိုက်နှွေးလိုက်သဘောတွေမပြနိုင်ဘူးလားပြည့်ညက်စကလုံးနဲ့တော့ပူတယ်အေးတယ်နှွေးတယ်ပေါ့ဗျာတကယ်တော့အဲ့ဒီသဘောတဘာဝကိုတေချာလေးကြည့်ရင်သူသည်ပြောင်းလဲနေတယ်ဖောက်ပြန်နေတယ်ဟိုပါဠိတော်တက်ရိုက်ပဲရုပ်ပတိတိရူပံရူပံဆိုတဲ့ရုပ်တရားကြီးကရုပ်ပတိဖောက်ပြန်တယ်တေတေနာပိရုပ်ပတိအုံနေနာပိရုပ်ပတိအေးပြီးတော့မှလည်းဖောက်ပြန်မယ်နှွေးပြီးတော့မှလည်းဖောက်ပြန်မယ်အဲ့ဒီဖောက်ပြန်တာကိုဖောက်ပြန်တယ်မှဂျက်ပိုင်မယ်သူကသိစေတယ်ဆရာကြီးဦးကြီးကလေဒါမဟုတ်ဆရာတော်ကြီးကလည်းပဲတနေ့ကဘုန်းကြီးဥထုမနာဖွင့်ပေးပါတယ်တော်ကောင်းတို့မမှတ်မိလို့ရှိမယ်23မိနစ်စာနှလုံးသွင်းမှာတရားထိုင်နှလုံးသွင်းမှာတရားထိုင်နီးပြဆိုပြီးတော့မှလေနှလုံးသွင်းမှန်ဖို့ဘုရားဆရာတော်ကြီးပြောထားတယ်အာနာပါနကမ္မဋ္ဌာန်းကို15မိနစ်လောက်ရှုပါလို့ဆရာတော်ကြီးတိုက်တွန်းတယ်ဒါလည်းအခုမှရှုမဲ့ယောဂီတွေတဲ့ဖြစ်ပျက်ကလေးတွေမြင်နေတဲ့ပုံကိုယ်တွေဒီကနေရှုကြမလို့ဘူးတဲ့တက်ရက်ဖောက်ပြန်တဲ့သဘောကိုလိုက်လို့ရပြီဘုရားဆရာတော်ကြီးပြောထားတာလေတတိထားမိလားမသိဘူးအဲ့လိုဆိုတော့ဒီမဟုတ်ဆရာတော်ကြီးရဲ့အယူဆနဲ့ဆရာကြီးဦးကြီးရဲ့အယူဆတွေကတထက်ထက်ဖြစ်နေတယ်ယောဂီတွေအဲ့တော့မဟုတ်ဆရာတော်ကြီးရဲ့ဓမ္မနုပဒနာအလုပ်ပေးလေးတွေရှိပါတယ်နားထောင်ကြည့်ပါယောဂီတွေအဲ့ဒါလေးတွေနားထောင်မဲ့ဆရာကြီးရဲ့ဒိဋ္ဌဓမ္မောတိရနဲ့တိစရာတဘာဝဥပ္ပခါအဲ့ဒီ3အုံးလောက်ကိုယောဂီရင်းနှီးနှီးဖတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဆရာကြီးရဲ့စာအုပ်အုပ်20ကျော်အားလုံးကဟိုတိတ်မခက်ခဲတော့ဘူးပေါ့လွယ်သွားတယ်ဖတ်လို့လေဖတ်တယ်သူအယူဆလေးတွေကောင်းပါတယ်သူပါဠိတော်ထာဂရတိကာတွေကြိုက်ပြီးရှင်းလေးရှိတယ်ဆရာကြီးတရားဟောတာကမှတ်တရက်ပြီးဇပွဲပေါ်မှာပါဠိတော်စာအုပ်ကင်ဟောလေးရှိတယ်အဲ့တော့ဒီတရားတွေကိုသူဒီတိုင်းပြောရင်ရပါတယ်တဲ့ပါဠိတော်ကင်ဟောတာကသူကလူပုဂ္ဂိုလ်ဖြစ်နေတာတကြောင်ပါဠိတော်ထာဂရတွေကင်ဟောတဲ့အတွက်အဲ့တော့ဟိုအမားလည်းမရှိဘူးပေါ့သူများထောက်เสียလည်းလွတ်တယ်ပေါ့သူ့အာဘော်နဲ့သူပြောတာမဟုတ်ဘူးပါဠိတော်လာတဲ့သူပြောတယ်ဆိုပြီးကသူဒီလိုရှင်းတာလေးတွေတော့ဦးဇင်းတို့နာဘူးတဲ့ဟိုဆရာကြီးရဲ့ဒီခွေတွေတော့ဦးဇင်းတော်ရင်းနီးနားထောင်ဖို့ပါတယ်ဦးဇင်းအချင်းကလည်းဘယ်လိုရှိလဲဆိုတော့နည်းနည်းလေးတစ်ခုလိုက်ပြီးတော့နည်းနည်းလေးဇောက်ချပြီးမှသူ့အာဘော်မိအောင်တော့လိုက်လေးရှိတယ်သူ့အာဘော်ဆိုတာကသူဟောတဲ့ခွေအလုပ်ပေးသူပြုစုတဲ့စာအုပ်တောက်လျှောက်ဒီစာအုပ်ကိုဖတ်တယ်တောက်လျှောက်သူ့ခွေပဲနာတာတနေကုန်ပေါ့အဲ့ဒီလိုအကျင့်လေးတော့ရှိတယ်အဲ့လိုဆိုတော့သူ့ရဲ့အာဘော်ကိုယဉ်နီးသွားတာပေါ့နော်အဲဆိုတော့ရှုံးမဆရာကြီးဆိုလည်းဒီလိုပဲစာအုပ်နဲ့ပတ်သက်ပြီးတော့မှဖတ်ပြီးဆိုစာအုပ်လည်းဖတ်တယ်အလုပ်ပြီးလည်းအဲ့ဒါကိုပဲတစ်ခုပဲဇောင်းပေးပြီးနာကြည့်တယ်အဲ့တော့သူ့အာဘော်ယဉ်နီးသွားတာပေါ့ဗျာအဲ့တော့အခုလည်းယောဂီတို့ကိုနဲ့ဘယ်ဇယိုက်ကြိုက်တယ်လဲနှလုံးသွင်းကြည့်ပါနှလုံးသွင်းမှများလို့ရှိရင်အလုပ်ပေးမှာကအခက်အခဲမရှိတော့ဘူးနှမရင်ဘာပြီးဘာရှုရမှာလဲဆိုတော့မေကွန်အကွက်ကိုလာတတ်တယ်လေလာတတ်တယ်မဟုတ်လားအလုပ်ပေါ်မှာရှင်းနေမေကွန်မလို့တော့ကွက်ကိုပဲအဖြေရှာလို့ရသွားတယ်ကွက်ကိုပဲပါတယ်လေအဲကြောင့်ဦးဇင်းတို့တရားလေးတွေလျှောက်တယ်တရားလေးတွေဟိုကမ္မဋ္ဌာန်းစစ်တဲ့ဆရာသမားထံမှာတရားလျှောက်တယ်ဆိုတာကိုယ့်ရဲ့အလုပ်ထဲမှာရှင်းနေအထူးပေါ့နော်ဟိုမဖြစ်မနေကိစ္စခက်ခဲတဲ့အကြောင်းအရာတစ်ခုနှစ်ခုလျှောက်ပြီးတော့ပြီးသွားပြီပဲဒါတကယ်တော့အဖြေကကိုယ်ခန္ဓာမှာပဲရှားမှာပဲဘယ်မှာပဲရှားမှာလဲဒီခန္ဓာမှာပဲရှားမှာအများဆုံးကလေအဲ့တော့ဒီခန္ဓာမှာပဲယောဂီတွေရှင်းရှင်းလေးပါပဲရိုးရိုးလေးပါပဲအဲ့တော့အဲ့ဒါလေးကိုတတိကပ်ပြီးနှလုံးသွင်းပေးလို့ရှိရင်တော့သူတို့ရဲ့မမြဲစင်းရဲလေးတွေမြင်လာမယ်မ
မဆရာကြီးတော့ဖောက်ပြန်တဲ့သလုံးကန်ရှုစေတယ်အဲ့တော့တော်ကောင်းတို့ဦးဇင်းတို့ရှုမှတ်တဲ့လမ်းကြောင်းမှာတနည်းလည်းပြောတယ်တုံးနဲ့တူတချို့ကိစ္စတွေမတူတာကတချို့တမာတိတော်တော်ကောင်းလာရင်နှလုံးခုန်လုံးနေမြင်ဒါမနေ့ကလည်းညောင်လုံးဆရာတော်ကြောင့်ပြောပြနှလုံးခုန်လုံးကဒီဒိတ်ကတချို့ကတားချမ်းတယ်တချို့ကတစ်ချက်ချင်းပြတချို့ကနှလုံးခုန်လုံးကကျန်းတယ်တိုးတယ်အဲ့ဒါပြရင်နဲ့သူ့ရဲ့ vibration ပေါ့တုံခါမှုလေးတွေရှိတတ်တယ်မျက်နှာမှာအမုံမွားတွေပျော်ပေါ်တယ်အဲ့လိုကျင်းလက်ပြန်တစ်ခုလုံးမုံမွားတွေပေါ်မယ်ကြောမြင်တစ်ပြင်းလုံးအမုံမွားတွေပေါ်မယ် TV ဖန်သားပြင်ပေါ်မှာ remote control လေးနှိပ်လိုက်တော့ဥမာပါချစ်ဆရာတော်ရဲ့တရားလေးနာချင်လို့ဖွင့်လိုက်တယ်တရားတော်မပေါ်ခင်မှာ TV ဖန်သားပြင်ပေါ်မှာသူပြုတ်ကလေးတွေထားအမုံမွားတွေမရှိဘူးလားအဲ့ဒီပုံမှန်တရံခန္ဓာမှာပေါ်တတ်တယ်အလုံးပေါ်မယ်တော့မဆိုပါဘူးဗျအဲ့ဒီလိုပေါ်လိုက်လဲယောဂီကအဲ့ဒါစိတ်ကိုအေးထားပြီးတော့မှဒီပြနေတဲ့အမုံမွားတွေကိုပြက်နေပြီဒါပဲနှလုံးသွင်းရမှာဗျအဲ့ဒါလိုနှလုံးသွင်းနဲ့ပါရမီအားလျော်စွာအဲ့ဒါလေးကြည့်နေရှင်းကနေပျောက်ပြီးတော့မှအဲ့ဒီမှာသစ္စာ၄ချက်လဲပေါ်သွားနိုင်တယ်လို့ဒါရှေးစရောကြီးတွေကသုံးသပ်ထားတာလေးတွေ့ရတယ်အဲ့တချို့ကျတော့လဲယောဂီတွေအဲ့ဒီကနေပဲဒီလောက်နဲ့ပဲပေါ့တခါလာလဲဒါပဲပြနေတခါလာဒါပဲပြနေတယ်ကိစ္စမရှိဆက်တာကြည့်သွားဆက်သွားပါတယ်လေအိန္ဒြေတွေတနေ့ဘိုထိုက်တဲ့တနေ့သူ့လို့သူလုပ်လိုက်မယ်ကိုယ့်လောက်ကသူပြနေတာကိုကြည့်ဖို့ပဲသူပြနေတာဗါလဲဗျဒုံနဲ့ဒုတော့မတူဘူးပေါ့နော်အဲကြောင့်ဒီခန္ဓာမှာနှလုံးခုန်နှုံးတို့နောက်ပြီးတော့မှဒီဖောက်ပြန်ပျက်စီးတဲ့တုံခါမှု vibration တို့အခုလိုအမုံမွားတို့ပေါ်တဲ့ယောဂီတွေဆိုလို့ရှိရင်အများဆုံးဆရာကြီးဥသက်ကြီးရဲ့စာအုပ်ကိုဖတ်ပါလို့တနေ့ကညွှန်းခဲ့တယ်လေအနာဂံဥသက်ကြီးလေဓမ္မစရိယဥထေးလန်ရေးထားတဲ့အနာဂံဥသက်ကြီးဆိုတာသူ့ဘဝသူ့တရားသူ့ကျေးဇူးတနေ့ကပြောခဲ့ပြီးပြီအဲ့တော့သူ့ကျေးဇူးဆိုတဲ့နေရာဖတ်လိုက်တာ ਨੇ အဲ့ဒီမှာတပည့်ယောဂီတွေရဲ့တရားအတိအမြင်တွေပြောပြထားတာတွေအဲ့ဒီမှာအများကြီးတွေ့ရတယ်အဲ့ဒါလေးတွေကိုတော်တော်ကောင်းတို့ဖတ်ကြည့်တော့ကိုယ်အမြင်နဲ့အဲ့စာအုပ်ထဲရေးထားတယ်နဲ့တွားကြိုက်တဲ့ခါကျတော့မိမိမှာတန်တရားမရှိတော့ဘူးပေါ့နမွေတချို့တန်တရားဖြစ်တတ်တယ်လीဟုတ်တယ်မဟုတ်လားဗျဒီနေ့လေတန်တိုင်းဟောသွားတဲ့ဘုန်းကြီးဥဒရဆိုလို့ရှိရင်ဒါဘုန်းကြီးဥဒရတို့ကသူတို့ကပိဋကတပုံအင်းစင်ရွာမှာစာပို့ချနေတဲ့စာချဘုန်းကြီးတွေပေါ့နော်တမဏီကျော်လည်းပြီးပြီးသားလင်္ကာရပြီးပြီးသားရွာမှာစာချနေနောက်ပိုင်းတော့စုတောင်းပြအောင်တော်မူမှာကိုရင်တပည့်လေးတွေကိုစာပေပို့ချရင်းနဲ့စာတင်တဲ့သဘောမျိုးလေးနဲ့သွားတော့အဲ့ဒီကနေတဆင့်ဟဲ့တင်ပရမန်တောင်ရောက်ပြီးတရားအထုတ်ပြတ်သွားတာရက်20အထုတ်ပြီးတာနဲ့တောထွက်သွားတာတောထဲမှာလေးလာကြအဲ့တော့ဒီကနေပြန်ပြီးကျောင်းနိုင်ဆရာတော်ရဲ့လိုက်ပြန်ခေါ်တော့စာချတာဝန်လည်းရှိတော့အဲ့ဒီလိုနဲ့တပည့်တွေစာချလိုက်တစ်ဖက်ကတရားအထုတ်လိုက်ဟောအခုနောက်ပိုင်းကျတော့အမြင်လေးတွေကဝိပဿနာဉာဏ်လေးကတော်တော်လေးအရှိန်ရလာတယ်ပေါ့နော်ဝိပဿနာဉာဏ်လေးအဲ့တော့သူတို့ကျတော့ဒီ vibration ပြင်းထန်တယ် vibration ကဘယ်လောက်ပြင်းထန်လဲဆိုရင်ပရိယုတ်ဖို့စိတ်ကလေးညှို့လိုက်တဲ့ခန္ဓာကြီးကတစ်ခါတည်းခါနေဘေးကကြည့်ရင်တော့အကျော်ဆွဲသလိုမြင်နေရပါနော်အဲ့တော့ဒုက္ခမြလည်းထိမ့်ပါလေထိမ့်လို့မရဘူးလေအဲတခါတယောက်နဲ့တယောက်မတူတော့ပြောချင်တာနော်တယောက်နဲ့တယောက်မတူကြအောင်တချို့စင်းတို့ဒီစကန်မှာလာအထုတ်ဘူးတယ်အခုတော့2စကန်လောက်ရှိပြီမတွေ့တာ vibration ကပြင်းထန်တော့စွန်းစားလို့ဇွန်းကန်ဇွန်းကအစခါနေတာနော်ယောဂီဒီဉာဏ်တွေကတအားပေါ့နော်နည်းနည်းလေးတတိကတ်လိုက်တာနဲ့ तू ပြနေတာအချိန်ပြည့်ပြနေတော့တခါလဲသူ့ရဲ့တုံခါမှုလေးတွေရှိနေတတ်တယ်အဲဒီသဘောလေးတွေကိုကတခါခါကြောဟာဒီလိုကြီးဖြစ်နေတော့ကိုတန်တရားတွေဖြစ်နေကြတယ်တချို့ကလေတန်တရားဖြစ်စားမလို့ပါဘူးဒါရုပ်ရဖောက်ပြမှုပြနေရုပ်ရပါတယ်လေသူမြင်လို့ကိုလည်းဒီလိုမြင်ရမယ်တော့မရှိဘူးနော်တရားနဲ့တရားမတူဘူးလေဗျာတရားနဲ့တရားတူရလားဗျတချို့ကျတော့တိမ်မွေးတဲ့စိတ်ကလေးတွေတီးပြီးပြတ်တဲ့သဘောလေးတွေပြတိမ်မွေးတဲ့စိတ်ကလေးတစ်လုံးပြီးတစ်လုံးပေါ်လိုက်ပြောက်လိုက်အဲ့ဒီတိမ်မွေးတဲ့စိတ်ပြတဲ့ယောဂီကျတော့ငြိမ်တယ်တခါထိုင်3-5နဲ့အသာလေးထိုင်လို့ရတယ်စိတ်ကလေးနဲ့တစ်လုံးပြီးတစ်လုံးတီးပြီးပြတ်သွားတယ်ဆိုတော့ဒါလေးနဲ့အရှိနဲ့အတိကိုက်နေတော့ကြည်လေငြိမ်လေကြည်လေငြိမ်လေအဲ့ဒီချိန်မှာခန္ဓာကိုယ်ကနေအငြိမ်ဓာတ်တွေအေးဓာတ်တွေထုတ်လွတ်တယ်ဗျ
ဒါတော့တင်စားတာနော်အဲ့ကာယကံရှင်မဲ့သိတယ်အဲ့ဒီချိန်မှာတအားငြိမ်းချမ်းတယ်စိတ်တွေကြီးရုပ်တွေလည်းကြီးပြီးတော့မှအချိန်ပြည့်လို့တရားဖြုတ်လိုက်လို့ရှင်စိတ်တစ်ကိုယ်တစ်လူတစ်ဖြစ်သွားတယ်ဗျအရင်ငြိမ်းချမ်းတယ်ဒါကြတော့ဥပက္ခညာအကောင်းသွားတော့ဘာညာအကောင်းသွားလဲအဲ့ဒီတိမ်မွေးတဲ့စိတ်ကလေးမြင်သွားပြီဆိုလို့ရှိရင်တော့ तू ကဘယ်နေရာရောက် तू ကဟိုနှလုံးသွင်းလိုက်တာနဲ့2မိနစ်3မိနစ်ဆိုအဲ့ဒီကိုပြန်ရောက်သွားတယ် तू ကြတော့ပိုကောင်းတာပေါ့နော်အဲ့ဒီအချိန်လေး तू လွန်သွားရင်တော့အဲ့ဒီမှာတစ္ဆာပေါ်မှာသိချတယ်ဘာလဲဆိုတော့ तू ကဒီချိန်မှာအလွန်ရှင်းနေကိလေသာနှစ်မှကြားထုတ်ခွင့်မရတော့ဘူးအရှိနဲ့အတိကိုက်နေတယ်ဥပက္ခညာလေးကအားကောင်းနေတယ်အဲ့ဒီချိန်မှာအပြက်နဲ့မဲ့နဲ့ကရှင်းနေပေါ့နော်ရှင်းနေတယ်အဲ့ဒါလေးသိရင်နဲ့အဲ့ဒီမှာတစ္ဆာ၄ချက်ပေါ်သွားနိုင်တယ်လို့ပညာရှင်ကြီးတွေကသုံးသပ်တယ်ဗျအဲ့ဒါလေးကိုလေဒါပေမဲ့လူချင်းတဲ့စိတ်နဲ့လိုက်လို့တော့မရဘူးနော်လူချင်းတဲ့စိတ်နဲ့လိုက်လို့တော့မရအောင်အဲ့ဒီနေရာလေးမှာတချို့လဲမြန်တယ်တချို့လဲကြာတတ်တယ်အဲ့လိုသူတော်ကောင်းကြီးတွေကသုံးသပ်ပြထားတာရှိတာပေါ့နော်အဲ့ကြောင့်ယောဂီတို့တုံးနဲ့တူမတူတဲ့တက်ကိုနဲ့ဘယ်လိုကြိုက်တယ်လဲကြိုက်တာလေးနှလုံးသွင်းပေါ့ဗျာမှတ်မိမလားဗျကြခုဘယ်နှချက်ပြီးသွားပြီ9ချက်ဩဘာဒညာနာပီတိပတ္တိဒုက္ခအဓိမောက္ခပက္ခဟဥပဌာနာဥပက္ခဒါကောင်းသောလာခြင်း9ချက်ကောင်းသောလာခြင်းယောဂီတို့အပြည့်နဲ့မဲ့ကြိုက်တဲ့ချိန်မှာဒီ9ချက်လုံးလာမယ်တော့မဆိုပါဘူး2ချက်3ချက်လာတတ်တယ်သူကဩဘာဒအလင်းလာပဲမဲ့ကိုကပီတိလာရင်လာလိမ့်မယ်တရားနဲ့တရားလည်းမတူပြအောင်တူရလားဗျဩဘာဒကအလင်းညာနာကဉာဏ်ကြည်တယ်ပီတိက5မျိုးပတ္တိကကိုငြိမ်စိတ်ငြိမ်ဒုက္ခကချမ်းသာအဓိမောက္ခယုံကြည်လုံးတတ္တတရားတွေအားကောင်းတယ်ပက္ခဟကဝိရိယတွေအားကောင်းတယ်ဥပဌာနတတိတွေအားကောင်းတယ်ဥပက္ခထားရှုနိုင်တယ်နံပါတ်10နိကန္တိနံပါတ်10ကဒီ10မှာနံပါတ်10ကသူကတဏှာလောဘပဲနိကန္တိကတဏှာလောဘဒီအလင်းလာလဲသူကตายရမယ်ဉာဏ်ကြည်လဲตายရမယ်ပြောချင်တာကတော့ဒီ6ချက်ကြိုက်တာလားသူကတော့သွားตายရမှာပဲသူตายရလိုက်လို့ယောဂီတို့ဥစ္စနိုကအဲ့ဒီတော့နဲ့ဉာဏ်ကရပ်တန့်သွားတာကိုအဓိမာနဖြစ်ကုန်တာလေအဲ့ဒါဆိုနံပါတ်10နိကန္တိကိုသိထားပြီဆိုရင်လာတဲ့6ချက်ဒီကောင်းသောလာခြင်းမှန်တယ်မตายရပဲဆက်ရှုရင်အကျိုးများမယ်ဒါလေးသိရရင်တော့အကျိုးများတာပေါ့နော်ဒီသဘောတဘာဝတွေကအခုရိတ်တာမှာအားထုတ်နေတဲ့အချိန်မှာပေါ်ခြင်းလဲပေါ်မယ်အိမ်ရောက်တဲ့ချိန်ဆက်ရှုလို့အိမ်မှာပေါ်ခြင်းလဲပေါ်မယ်မှတ်မိမလားဗျမျောပြီးမှတော့မရှုကောင်းဘူးပေါ့ကိုလို့ကိုပုံမှန်လုပ်မယ်သူကနဲ့သူပေါ်ခြင်းပေါ်မယ်ပေါ်ခြင်းတဲ့ချိန်ပေါ်လိမ့်မယ်ကိုကသူ့ကိုမမျောရဘူးပေါ့သူ့ဘာလဲလဲဗျနားမလျှော့ဘူးနော်အဲကြောင့်ကိုနဲ့ဘယ်လိုကြိုက်တယ်လဲနှလုံးသွင်းပါယောဂီတွေနှလုံးသွင်းတာလေးနောက်တတ်လေးနှလုံးသွင်းပေးနှလုံးသွင်းမှများရင်အကျိုးများမယ်ဗျနှလုံးသွင်းမှများရင်ပါတယ်လေအဲ့တော့ဒါကတော့ယောဂီတို့ဒီနေ့စခန်းကလည်း9ရက်မြောက်ပြီဆိုတော့တူကိုမြင်ထားပြီးတာလေဒီထဲမှာပါရင်ပါမယ်တို့ဒီမို့အခုမြင်နေတဲ့အနေထားလည်းရှိခြင်းရှိမယ်မမြင်သေးဘူးမြင်ဖို့နိကတ်နေတာလည်းရှိရင်ရှိမယ်အဲကြောင့်ဒါလေးတွေလာလို့ရှိရင်ရှောင်ရှားတတ်အောင်လို့ပြောပေးတာဗျမှတ်မိမလားဗျအဲ့တော့အခုဒီဓမ္မနဲ့ပတ်သက်ပြီးတော့မှကိုနိုင်လည်းကြိုးစားအားထုတ်မယ်ကိုနဲ့ပတ်သက်တဲ့မိဘညီကောင်မောင်တို့မှသာသမီဆွေမျိုးသားချင်းတွေကိုလည်းပဲဒီတရားတွေရှုခွင့်သာအောင်ကိုကဓမ္မနဲ့ပတ်သက်ပြီးတော့မှအမွေတွေပေးမယ်ပေါ့တကယ်တော့ဓမ္မအမွေပေးစေချင်တာဘာအမွေလဲလူရည်တန်ပေါင်း8000ကျော်ကဘာမှာခရစ်ယာန်အစ္စလာမ်ဟိန္ဒူဗုဒ္ဓဘာသာမဲ့လူမျိုးအသီးသီးရယောဂီတွေကိုသားသမီးတွေကိုနံပါတ်1ပညာရေးအမွေတော့ပေးတတ်ကြတယ်ဘာအမွေလဲဗျဒါလူတိုင်းကသားသမီးကိုပညာတတ်ကြီးတွေဖြစ်စေချင်တယ်လေပညာရေးအမွေနောက်တစ်ခုကကိုသားသမီးတွေပညာတတ်ကြီးတွေဖြစ်လာပြီဆိုရင်နောက်ပိုင်းသူတို့ဆက်ပြီးပေးလေပေးတာရှိတာကလောကီစီးပွားရေးအမွေဘာအမွေလဲဗျဒီအမွေနှစ်ခုကိုတော့မိဘတိုင်းပေးတတ်တယ်ပေးရကောင်းမှလည်းသိတယ်ဓမ္မအမွေကိုတော့ဓမ္မလမ်းကြောင်းမှာရှောက်လန်းနဲ့သူတော်စင်တွေပဲပေးလို့ရှိတယ်
ကိုနိုင်ကဓမ္မလမ်းကြောင်းကိုမလျှောက်လမ်းမှုဆိုရင်ဒီသားသမီးကိုဓမ္မမွေပေးဖို့ဆိုတာမလွယ်ဘူးလေလွယ်ရလားဗျအဲကြောင့်မိဘများကလည်းဓမ္မလမ်းကြောင်းကိုလျှောက်ပါကိုလျှောက်လမ်းတဲ့ဒီဓမ္မကိုနဲ့ပတ်သက်တဲ့မျိုးဆက်တစ်တွေကိုပြန်ပြီးတော့မှမျှဝေပါအဲ့လိုဆိုရင်ဒီသားသမီးတွေကိုအကောင်းဆုံးဓမ္မအမွေပေးလိုက်တာဘာအမွေလဲဗျလူသားတိုင်းပေးတတ်တဲ့ပညာရေးအမွေနဲ့စီးပွားရေးအမွေသည်တဘောတနတ်စာအတိုင်းအတာတစ်ခုကျေးဇူးပြုတယ်ဓမ္မအမွေကတနေရာလုံးစာစိတ်ချရတယ်တန်နေရာတိသူကဆောင်းလျှောက်ပြီးသားဖြစ်တယ်ဘယ်ထိလဲပညာရေးအမွေနဲ့စီးပွားရေးအမွေကတန်နေရာတိကျေးဇူးမပြုနိုင်ဘူးနော်ဒါသူတဘောတနတ်စာပဲလေဒီဓမ္မကြတော့မဟုတ်ဘူးဗျအပေတကားလဲပိတ်စေတယ်ပြစ္ဆုတ်ပါမလဲကိုသားသမီးတွေကိုအနေတက်သွားတယ်ဗျအနေတက်တော့အသေးလဲမြတ်သွားတယ်ဗျလောကဓာတ်လည်းခံနိုင်သွားတယ်လောကဓာတ်လည်းပါတယ်လေစိတ်ထားတတ်သွားတာကိုဗျဓမ္မအတိတိတဲ့ပုဂ္ဂိုလ်စိတ်ထားတတ်တယ်နော်ဓမ္မအတိမတိသေးရင်စိတ်ထားတတ်ဖို့မလွယ်ဘူးယောဂီတွေလွယ်ရလားဗျအဲကြောင့်ဒီဓမ္မကိုယ်တိုင်လဲရှောက်လမ်းမယ်ကိုနဲ့ပတ်သက်တဲ့သားသမီးမိဘညီကောင်မောင်တို့ဆွေမျိုးသားချင်းတွေကိုလည်းတစ်ဆင့်အမွေပေးမယ်ကိုနဲ့ပေးလို့ရရင်ပေးမယ်ကိုနဲ့ပေးလို့မလွယ်ရင်ရိတ်တာတွေပို့မယ်ပေါ့ဗျဘယ်တွေပို့မှာလဲတရားတွေအားထုတ်စေမယ်တရားတွေပါတယ်လေဒါနဲ့ပတ်သက်ပြီးရှေးသူတော်ကောင်းကြီးတွေဥပမာပေးတာလေးတွေသိကောင်းပါတယ်ဘာဥပမာပေးတော်မူလေးရှိလဲဆိုလို့ရှိရင်ဥပမာပေါ့ယောဂီတွေမိဘများကကိုသားသမီးတွေကိုအမွေပေးတဲ့နေရာမှာတဲ့ဥပမာယောဂီတွေမြတ်စွာဘုရားကိုပန်းရည်ချမ်းစီမီပူဇော်တဲ့ခါကျတော့ဈေးထဲနဲ့ပန်းလေးဝဲလာတယ်ကိုကြိုက်နဲ့တက်တဲ့အလုံးမွေးချိုင်းနဲ့ယူဇနာပန်းတို့စပယ်ပန်းတို့ရှေးတုန်းကတော့ဖက်ကလေးတွေနဲ့ထုတ်ကြတယ်လေအဲ့တော့ဖက်ကလေးတွေနဲ့ထုတ်လာအိမ်ရောက်တဲ့ကရေလေးကြက်ကြက်နနဆေးဟောမိမိတို့ကြက်ကြက်နနဖျားကိုကျိုးလေးနဲ့တီလို့ဖြစ်ဖြစ်သူ့ဘန်းထဲမှာပုံပြီးတော့မှဖြစ်ပူဇော်လိုက်တယ်အဲ့ဒီဖက်ကိုတော့အမိုက်ဘုံနဲ့သွားဆွန့်လိုက်တယ်နော်ဒါပေမဲ့ဒီဖက်ကိုအထင်တော့မသေးနဲ့ဗျဘာအနှံ့တော့တင်းနေသေးတာလဲပန်းနှံလေးတွေတော့တင်းနေသေးတယ်ဘာသာသာသနာအလေးထားတဲ့မိဘများသည်ပန်းနဲ့တူပါတယ်အဲ့ဒီမိဘရဲ့သားသမီးများသည်ဒီမိဘဘာသာသာသနာအလေးထားတဲ့မိဘများရဲ့အဆုံးအမကိုရတဲ့အတွက်အဲ့ဒီသားသမီးဟာဖက်နဲ့တူပါတယ်ဘာနဲ့တူတာလဲအဲ့တော့ဖက်တီးဟူတော့ဒီသားသမီးသည်သူတော်ကောင်းသည်ဟူတော့မိဘကိုစိတ်ကပ်ခွင့်ရတဲ့အတွက်သူ့နှလုံးအိမ်မှာဓမ္မတွေကူးဆက်သွားတဲ့အတွက်သူ့ရဲ့ဂုဏ်သတင်းတွေပတ်ဝန်းကျင်မှာမွေးတာပေါ့ဗျမမိမလားဗျနောက်တစ်ခုကဦးဇင်းတို့ရှင်မြတ်နန်းတော်ထဲမှာစင်တင်းကုတ်မှာစင်ဖြူတော်ကြီးရှိတော့ဒီစင်ဖြူတော်ကြီးကိုစင်သိန်းတယောက်တန်အနံပြီးတော့မှစင်တက်တွေတင်စေတယ်ရှင်ဘုရင်ကအဲ့တော့အဲ့ဒီမှာစင်ကိုခေါ်ထုတ်သွားပြီးစင်သိန်းကရှေ့ရသွားရှင်ဖြူတော်ကနောက်ကလိုက်အဲ့ဒီချိန်မှာစင်သိန်းရဲ့ခြေတစ်ဖက်ကခွဲနေတယ်ဘာဖြစ်နေရလဲအဲ့တော့စင်ဖြူတော်ကစဉ်းစားတယ်ဩငါစင်ဆရာဦးစီးကဒီလိုတင်ပေးတာပဲဆိုပြီးတော့မှတပတ်တွင်းမှာစင်ဖြူတော်ရဲ့ခြေခွင်သွားတယ်ဗျဘာဖြစ်သွားတာလဲအဲ့ဒီခြေခွင်တဲ့ကိစ္စကဘယင်နာတော်တဲ့ရောက်တော့ဟာစင်ဖြူတော်ခြေခွင်သွားပြီအဲ့တော့ပညာရှိသူခမိန်တွေကိုခေါ်ပြီးမှကြည့်စေတော့ပညာရှိသူတော်ကောင်းကြီးတွေသိတယ်လေစင်ဖြူတော်ခြေခွင်တာမဆမ်းဘူးတဲ့စင်ဦးစီးကိုနိုင်ကခြေခွင်နေမှတော့စင်ဖြူတော်ခြေခွင်မှာပေါ့ဆိုပြီးတော့မှစင်ဦးစီးပဂရိခြေလက်အင်္ဂါကောင်းတဲ့ပုဂ္ဂိုလ်ကိုခန့်အပ်လိုက်တော့တပတ်တွင်းမှာစင်ဖြူတော်ကြီးခြေကောင်းသွားတယ်ဗျအဲ့တော့ပြောချင်တာကစင်ဦးစီးသည်မိဘဆရာသမားများနဲ့တူပါတယ်စင်ဖြူတော်ဒီသူတော်ကောင်းတို့ရဲ့သားသမီးယရနာများနဲ့တူပါတယ်မိဘတွေကိုနိုင်ကဥပမာပေါ့နော်ကိုချင်းသီလတွေ၅ပါးသီလမလုံတော့ဘူးဥပမာတည်ရတောက်မယ်အလောင်းကစားကျူးမယ်ဘာသာသာသနာအလေးမထားတော့ဘူးအဲ့လို့ဆိုရင်အဲ့ဒီစင်ဦးစီးနဲ့တူတဲ့မိဘကိုနိုင်ကလမ်းမနေတယ်ခြေခွင်နေတယ်သူ့ကိုအားကိုးနေတဲ့ဒီသားသမီးကလည်းအတုမြန်အတက်တင်ပြီးတော့မှလမ်းမပဲလိုက်တော့မှာပဲဗျမှတ်မိလားဗျအကယ်လို့မိဘတွေကိုနိုင်ကယဉ်ကျေးတိမ်မွေ့တယ်ဘာသာသာသနာအလေးထားတယ်မိဘဆရာသမားတွေကိုတန်ဖိုးထားတယ်ကိုချင်းတီလာထိန်းတယ်
ဝိပဿနာတရားတွေအားထုတ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးရဲ့သားသမီးဆိုလို့ရှိရင်ဒုမိဘတွေကမျိုးရိုးစင်ဆက်ကိုကဘာသာတရားသိအလေးထားတာသူတို့ကိုယ်နိုင်ကိုကြည့်သီလကိုတန်ဖိုးထားတယ်အဲ့တော့ဒီသားသမီးကကုဆက်ကုန်ပြီကုဆက်ကုန်တော့စင်ဦးစီးကိုနိုင်ကယဉ်ကျေးတိမ်မွေးတော့စင်ပြေတော်ဒီဟူတော့သားသမီးဟာလည်းပဲယဉ်ကျေးတိမ်မွေးသွားတယ်ဗျနားမလျှော့ဘူးထင်ပါတယ်ဗျအဲ့ဒီဥပမာပဲယောဂီတွေအဲ့တော့မိဘအရေးကြီးပါတယ်အရေးမကြီးဘူးလားဗျလက်ဦးဆရာမိနဲ့ဖလို့လဲသုံးတာကိုဗျဒီမိဘကိုနိုင်ကယဉ်ကျေးတိမ်မွေးရင်ဒီသားသမီးကအလိုလိုယဉ်ကျေးတိမ်မွေးသွားတာပဲမိဘတွေကိုနိုင်ကဘာသာရေးတွေဝေးပြီးတော့မှမိုးလင်းမိုးချုပ်တကြက်ကြက်ပေါ့ဗျာအဲ့ဒီလိုဆိုလို့ရှိရင်ဒီသားသမီးတွေကလည်းပဲမိဘတွေတင်ပေးလိုက်တဲ့အတွက်သူတို့နှုတ်ဝစီဟာလည်းပဲအလိုလိုရိုင်းပြတော့မယ်ဟောဒီကနေကြမ်းကြမ်းတမ်းတမ်းနေထွက်တော့မယ်သူတို့နှုတ်ပါးစပ်ကနေလေအဲ့တော့မိဘတွေကိုနိုင်ကအိမ်မှာအရက်ပလင်းထောင်တောက်နေတာမြင်တော့ဒီသားသမီးတွေလည်းသူတို့ကအတုမြင်တတ်တယ်တော့မယ်ဒါမိဘရဲ့ကွယ်ရမှာသူတို့တောက်တတ်လာမယ်ဟောကြားတဲ့ခါကျမိဘရှိမှသူတို့မကြောက်တော့တောက်လာမယ်ဟုတ်တယ်မဟုတ်လားဗျအဲ့လိုဆိုလို့ရှိရင်အဲ့တော့ကိုယ့်ရဲ့သားသမီးတွေကိုလိမ္မာစေချင်တယ်ဆိုလို့ရှိရင်ဓမ္မနဲ့ပုံဖော်ပေးပါဘာနဲ့ပုံဖော်မှာလဲဓမ္မနဲ့ပုံဖော်ပေးမယ်ဆိုလို့ရှိရင်ယောဂီတို့ပုံဖော်ပေးတဲ့မိဘဆရာသမားသည်ဓမ္မဘိတုကပါပဲပါတယ်လေဗျဓမ္မဘိတုကဖြစ်တဲ့မိဘဆရာသမားများဟာမိမိတို့ရဲ့သားသမီးယရနာကိုဓမ္မနဲ့ပုံကြပန်းကြထုစစ်ပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီရင်သွေးငယ်လေးတွေဟာပြစ္ဆုတ်ပံလဲသူတို့ဘဝငြိမ်းချမ်းတယ်တန်တရာခကြီးလဲအပေတကအပိပိတ်သွားလိမ့်မယ်ဗျဦးဇင်းတို့အနာတပင်တထေးကြီးတို့ကြည့်ပါဗျာသူတို့ကိုနိုင်ကလည်းတောတပံအရိယာသားသမီးတွေကြည့်တော့လဲတမီးကတက္ကရကံတည်ပြီးသားတမီးကပါတယ်လဲဗျသားလေးကာလသရိုးသားကိုပုံဖော်ချင်တော့ဘုန်းကြီးကျောင်းကံကိုခေါ်ပါတယ်ဒါပေမဲ့စိတ်မပါဘူးအဲ့တော့ဒီသားလေးကိုစီယုံရေးဝင်တယ်ဒါရေးမြတ်စွာဘုရားထံသွားပြီးတရားနာချီတရားနာပြီးပြန်လာတာနဲ့အတပြာငွေတရားရစီရမယ်အဲ့ဒီခေတ်ငွေတရားသိတန်ဖို့ရှိတာပေါ့ဗျာအဲ့လိုနဲ့ဒီငွေရခြင်းတဲ့ကလေးကနေ့စဉ်ဘုရားထံကိုတော့ရောက်ပါတယ်ဒါပေမဲ့တရားတော့မနာပါဘူးနော်ယောဂီတွေတရားမနာဘူးစွန့်ညံကွညံလေးစားတက်ပေအောက်မှာတရေတမောအိတ်ပေါ့ဗျာညနေကျတော့ပြန်လာပေးဖေတရားပေါ့ဒီဖေကလည်းဒီသားတရားမနာတာသိပါတယ်ကျိုးရှည်ရှည်နဲ့လန်ထားတယ်ရက်ကလေးတွေကြာလာတနေ့တော့ဒါကြီးနက်ဖြန်တရားနာပြီးပြန်လာတာနဲ့အသပြာငွေ1000ရစီရမယ်တဲ့1000ဆိုတော့မျက်နှာကဝင်းသွားတာပေါ့ဗျနော်ဒါပေမဲ့ဒီတိုင်းတော့မရဘူးနော်တဲ့နာထားတဲ့တရားအဖေကိုတလုံးမကြံပြန်ပြောရမယ်အဲ့တော့မျက်နှာမဲ့သွားတယ်ဗျမျက်နှာဘာဖြစ်သွားအခုကျမှအဲ့ဆိုတာမသွားတော့ဘူးပြောလို့ရသေးလားရှေ့တုန်းကတရားယူထားပြီးမဟုတ်လားဗျအဲ့တော့ဒီတကဆန္ဒစောပြီတရားနာဖို့ဆန္ဒစောပြီစွန့်ညာကွညာသတိမရတော့ဘူးဗျဘာလို့လဲတရားပြန်ပြောရတော့မှလေတရားပါတယ်လေဗျအဲ့ဒီလိုနဲ့မြတ်စွာဘုရားဘယ်ချိန်တရားဟောမလဲစောင့်နေတယ်ကဲအချိန်ကြပြီတရားဟောတော်မူပြီအဲ့ဒီတရားကိုစူးစူးဆိုင်ဆိုင်နာတယ်ဘာလို့လဲအဖေကိုပြန်ဟောရတော့မှလေအဖေပြန်ပြောရမှာမဟုတ်လားဗျစိတ်ပါလက်ပါစိတ်ပါဝင်စားစွာနာလိုက်တော့တရားပွဲအဆုံးမှာဒီကလေးသောတာပန်တည်သွားတယ်။ဘာတည်သွားတာလဲဗျ။အဲ့ဒီတော့ငွေ100 1000ယူဖို့အတွက်သူမလွယ်တော့ဘူး။အာနာသွားပြီ။အဖေဂုံကျေးဇူးတွေအခုမှပေါ်သွားပြီလေ။အဲ့ဒီတော့နဲ့အဖေရှိကငွေယူဖို့မပြောပါနဲ့တဲ့။မျက်နှာချင်းဆိုင်ဖို့တော့မှသူရှက်သွားပြီတဲ့။တကယ်တော့သူ့အကျိုးကိုလိုတရားနာစေတာလေ။ဟုတ်တယ်မဟုတ်လားဗျ။ဒါဖခင်စီယိုရေးကောင်းတာပေါ့ဗျာသူတော်ကောင်းတွေလည်းကိုသားသမီးတွေကိုနွေရာသီကြောင်းပိတ်ပြီးဆိုစီယိုရေးဝင်တော့ပေါ့ဗျာသားတွေသမီးတွေဘာရချင်လဲသူတို့ရချင်တာစီစဉ်ပေးပြီးရင်ကိုပို့ချင်တဲ့ရိတ်တာတွေပို့မကောင်းလားဗျကဲဒီလက်ရှင်လေးတွေဝတ်ပေးလိုက်ဒုံလုံးပါလေးတွေရမ်းခံပေးလိုက်မကောင်းလားဗျကဲတစ်ချိန်နားမလဲဘူးနောက်တစ်ချိန်ပေါ့ဗျာဟောနောက်တစ်ချိန်ပေါ့ဗျာ3 5 5ချိန်ဆိုသူတို့သဘောပေါက်သွားလိမ့်မယ်3 5 5ချိန်ဆိုပါတယ်လေဟောအဲ့ဒီလိုသဘောပေါက်သွားပြီဆိုလို့ရှိရင်အကျိုးများတာပေါ့ဗျအကျိုးမများဘူးလား
အဲ့တော့ဓမ္မအတိလေးတွေသူတို့သိသွားရင်အကျိုးများသွားတယ်နော်တော်ကောင်းကြီးတွေဒီဓမ္မကအံ့ဩဖို့တော့ကောင်းတယ်ဒီဓမ္မကစိတ်ကိုသူကပြောင်းလဲစေတယ်စိတ်ကိုပါတယ်လေရိုက်နေတဲ့စိတ်ကိုယင်အောင်သူလှုပ်လိုက်တယ်ရိုက်နေတဲ့စိတ်ကိုယင်နေတဲ့စိတ်ကိုဒီဓမ္မကအစင်းမြင့်တဲ့ဘဝကိုပို့လိုက်တယ်အင်္ဂုလိမာလာအလွန်ရိုင်းတာပဲလေလူပေါင်းမြောင်များစွာတတ်တယ်မဟုတ်လားဗျဒီဓမ္မကိုသိတော့ရဟန္တာဖြစ်သွားတယ်ဘာဖြစ်သွားတာလဲအဲကြောင့်ဦးဇင်းတို့ဒီနိုင်ငံခြားကပုဂ္ဂိုလ်တွေနိုင်ငံတကာပုဂ္ဂိုလ်တွေသူတို့တစ်ချိန်လုံးကတော့အဲ့ဒီလိုပေါ့နော်တက်ကလူတန်းနေတက်တော့အတီးတီးပဲသူတို့လေးတွေရဲ့ဒီရင်ဖွင့်စာတွေဦးဇင်းဖတ်ကြည့်ကြတာဒီတရားကိုဘယ်လိုဖြစ်ပြီးအားထုတ်လာတော့တရားအားထုတ်တဲ့တက်တန်းကဘယ်လောက်ရှိပြီတော့သူတို့ရဲ့ဘဝအကြောင်းအရာတွေတစိမ့်တည်းသားစီပေါ့နော်အဲ့ဒါပြောပြဖို့ဆိုသူတို့လေးရချရေးတယ်သူကဘယ်နိုင်ငံဖြစ်တယ်ဘယ်နိုင်ငံမှာသူမွေးဖွားတယ်သူကိုးကွယ်တာခရစ်ယာန်ဖြစ်တယ်တချို့လဲဘာသာမဲ့ပေါ့တချို့လဲမာယာနာပေါ့နိုင်ငံစုံတာကိုရောက်ခဲ့တယ်အဲ့တော့သူဒီဓမ္မလမ်းကြောင်းကိုရှောက်လန်းလာတာအခုစသူအားထုတ်တဲ့10နှစ်ရှိသွားပြီဟော6နှစ်ရှိသွားပြီတစ်ချိန်လုံးကသူကတော့တက္ကသိုလ်တန်တတိယနှစ်မှာမွေးဆေးဆဲသွားတယ်ပထမတော့မိဘတွေမသိအောင်သူမွေးဆေးကိုသူသုံးခဲ့တယ်ပေါ့နောက်ပိုင်းအလွန်ကျွံဖြစ်လာတော့မိဘတွေသိသွားတယ်သိရကနေဘလို့မှဒါကြီးကိုသူကမလွယ်တော့တဲ့အချိန်တွေမှာရိတ်တာတစ်ခုကိုရောက်ပြီးတော့မှဒီတရားကိုလိုက်ဆိုင်နဲ့အခုတော့မွေးဆေးတွေအကုန်ပြက်ပြီးတော့မှဒီတရားကိုအားထုတ်တာ10နှစ်ရှိပြီအဲဒီလိုလေးတွေပေါ့နော်ယောဂီတွေအဲ့ဒီစာအုပ်လေးတွေကိုဦးဇင်းတို့ဖတ်ဖူးတဲ့ခါကျတော့တော်တော်များများကအဲ့ဒီမှာတွေ့ရတာမွေးဆေးဆွဲတဲ့ပုဂ္ဂိုလ်အရက်ဆွဲတဲ့ပုဂ္ဂိုလ်တချို့က depression ပေါ့ယောဂီတွေစိတ်ကြယောဂအဲ့ဒီလိုတွေနီးပေါင်းစုံကနေနောက်ဆုံးဓမ္မအတိကိုလက်တွေ့အားထုတ်လိုက်တော့သူတို့လေးတွေဘဝဟာအင်မတန်ငြိမ်းချမ်းသွားကြတယ်အင်မတန်ပါတယ်လေအဲကြောင့်ယောဂီတို့ဦးဇင်းတို့လည်းပဲကိုယ်နဲ့ပတ်သက်တဲ့နော်ကိုယ်သားသမီးရှိမယ်ကိုယ်တူတူမတွေရှိမယ်သူတို့လေးတွေကိုဒီဓမ္မအတိတွေသိခွင့်ရအောင်ဖန်တီးပေးပါကြိုးစားပေးပါဓမ္မအတိလေးတွေသူတို့သိသွားပြီဆိုလို့ရှိရင်လမ်းမမားတော့ဘူးဗျလမ်းပါတယ်လေဗျနှမွင့်အချိန်မြင့်ဘာသာမဲ့ဖြစ်သွားနိုင်တယ်နော်ဒီနေ့ခေတ်ပို့ဆိုးတယ်ဒီနေ့ခေတ်လေလူငယ်မောင်မတွေတော်တော်များဘာသာမဲ့ဖြစ်ကုန်ပြီတော်တော်များပါတယ်လေအဲ့တော့သူတို့လေးတွေကိုဘာဖြစ်လို့ဘာသာမဲ့ဖြစ်သွားတယ်သူတို့အားမထုတ်သေးဘူးဗုဒ္ဓအဆုံးအမလို့သူတို့အပေါ်ရမဲ့သိရှာသေးတယ်မိဘဗုဒ္ဓဘာသာမဟုတ်လို့ကိုယ်လည်းဗုဒ္ဓဘာသာလည်းဖြစ်တာလေအတွင်းကြမသိရှာသေးတော့ယောဂီတွေဒီနေ့နိုင်ငံရေးအခင်းချင်းတွေကြည့်ပြီးတော့မှသူတို့ကကြာတော့တန်ဃာတွေပေါ်မှာသူတို့အနေနဲ့တရားတရားရွတ်ရဲလာတယ်အဲ့ဒီအနေနောက်ပိုင်းသူတို့ဘာသာမဲ့တွေဖြစ်လာတာတွေ့ရတယ်တကယ်တော့ရုပ်တွေတိတ်နှမျောဖို့ကောင်းပါတယ်ဓမ္မကဘာနဲ့မှမလဲလို့မရပါဘူးမလဲနိုင်ပါဘူးเนาะအဲ့တော့ဒီဓမ္မအတိတွေကိုဒီနေ့ပြောင်းပြန်ဖြစ်ကုန်ပြီနိုင်ငံတကာပုဂ္ဂိုလ်တွေကမြန်မာနိုင်ငံမှာရှိတဲ့ဓမ္မအတိပွင့်တွေကိုသူတို့ကသုံးဆောင်ချက်တယ်ဒီနိုင်ငံမှာရှိတဲ့ကိုသားသမီးတူတူမတွေကဓမ္မရရတကိုသူတို့ကမသိရှာတော့ဘာသာမဲ့တွေဖြစ်လာတယ်တဖြည်းဖြည်းနဲ့နော်ဂျာမနီနိုင်ငံမှာတဦးနဲ့တဦးနှုတ်ဆက်စကားပြောရင်စီးပွားရေးကြီးပွားရေးလူမှုရေးဘာသာရေးဒီကိစ္စမှာဓမ္မအားထုတ်ပြီးပြီလားဒီတရားတွေကိုမင်းအားထုတ်ပြီးပြီလားဒီစကားလုံးကသူတို့ကအလေးပေးပြီးပြောလို့ရှိတယ်တဲ့တခြားလူမှုရေးကိစ္စနော်စီးပွားရေးကိစ္စဒါတော့မဟုတ်ဘူးတဲ့အဓိကမင်းအားထုတ်ပြီးပြီလားဘယ်နှချိန်ဝင်ပြီးပြီလဲတရားတွေတို့ဒီနိုင်ငံမှာဘယ်မှာတော့ဥက္ကွင်ကတရားစခန်းရှိတယ်ဘယ်မှာတော့ချမ်းမြေ့စရရဲ့တရားရှိတယ်အဲ့ဒီမှာဘယ်လမှာဖွင့်လေးရှိတယ်မင်းသွားဝင်လိုက်အောင်အဲ့ဒီလိုအကြံပေးတယ်အင်္ဂလန်နိုင်ငံမှာအားထုတ်ချိန်တယ်လီဖုန်းဆက်လိုက်ရုံပဲတရားပေးတဲ့ဆရာတွေကအိမ်နိုင်ရောက်လာပြီးတရားပြောပေးတယ်တဲ့တရက်စခန်းအားထုတ်ချင်တာလားနိုင်ပိုင်းအားထုတ်ချင်တာလားအင်္ဂလန်မှာရှိတယ်ယောဂီတွေဝမ်းသာစရာမကောင်းလားဗျအဲ့တော့ကိုယ်နိုင်ငံမှာရှိတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ဓမ္မယရနာကြီးနော်တော်ကောင်းကြီးတွေဒီဓမ္မယရနာကြီးကိုဒီနိုင်ငံမှာမွေးဖွားတဲ့သားကောင်းသမီးကောင်းတွေဟာဒီအသည့်တွေကိုကြိုးစားပြီးအားထုတ်ထားမယ်ဆိုရင်အကျိုးများတာပေါ့ဗျဟိုမိဘတွေကကိုသားသမီးတွေပညာတတ်ကြီးတွေဖြစ်စေချင်တော့သူတို့ကဟိုအင်္ဂလိပ်ကျောင်းတွေပို့ကြတယ်အလွန်ကောင်းပါတယ်အဲ့တော့ဒီအင်္ဂလိပ်ကျောင်းတွေပို့ရင်နဲ့ကြာတော့
ဘာဖြစ်လဲဆိုတော့ဒီဗမာစာအားနည်းလာတယ်မြန်မာစာအားနည်းလာတယ်အဲ့ချိန်မှာဓမ္မနဲ့မျက်ခြေပြက်စာပြုတ်လာပြီနော်ဓမ္မနဲ့ပါတယ်လေအဲ့ဒါအရေးကြီးတယ်ဗျာနော်အဲ့တော့ကိုသားသမီးတွေကောင်းပါတယ်ဘယ်ပို့မလဲအနောက်နိုင်ငံပို့ချင်တာလားနော်ယောဂီတွေနိုင်ငံတကာကိုပို့ချင်တာလားပို့ပါဒါပေမဲ့သူတို့လေးတွေကိုဒီကလေးကအခြေခံကောင်းအောင်နော်ဓမ္မအသည့်တွေသိခွင့်ရအောင်နော်လုပ်ပေးဗျသူတို့လေးတွေကိုလေရိတ်တာတွေကိုထိထိမိမိ4-5ချိန်တော့သွင်းပေးလိုက်အောင်ဗျအဲ့ဒီလိုသွင်းမိပြီဆိုမှသူတို့သွားခြင်းတဲ့နိုင်ငံကိုပို့ပေးပါအဲ့ဒီကလေးဘာသာမဲ့မဖြစ်နိုင်တော့အဲ့ဒီလိုအာမထုတ်ထားရင်တော့ဘာသာမဲ့ဖြစ်ဖို့သိချတယ်နော်ဟုတ်တယ်မဟုတ်လားဗျတော်တော်များများမိဘတွေဥစဉ်တို့ရင်ဖွင့်ကြတယ်ဩတပည့်တော်တို့ပို့လိုက်တာဗျာအခုတော့မိဘတွေနဲ့စကားပြောတာတော့သူတို့ကရိုင်းလာတယ်ဘာဖြစ်လာလဲဥစဉ်တို့ဒီမှာဒီဖျားဖြူထဲမှာရှိတဲ့ဒကမကြီးတယောက်လူမျိုးကတော့တရုတ်ပါပဲအဲ့တော့ဒီဒကမကြီးကတော့စင်ကာပူမှာအဓိကနေတယ်တူမတွေကိုစင်ကာပူမှာကြောင်းထားတော့သူကဟိုအုတ်ထင်းသူအနေနဲ့ပေါ့နော်ဒီတူမတွေကိုသူကအကုန်လုံးလိုအပ်တာစီမံပေးတယ်သူကိုယ်နိုင်ကတော့မကြဒီမှာလာအထုတ်တယ်ဓမ္မဝိမှာလာအထုတ်တယ်ဖာလိုက်မှာလာအထုတ်တယ်ရသလောက်လာအထုတ်တယ်ဥစဉ်ထိုင်းရောက်ပြီဆိုရင်စင်ကာပူနေသူကပြေးလာတူမတွေနဲ့သူခေါ်လာပြီးတော့မှနိုင်ဝက်ဖြစ်တရားလှန်နာတယ်ပြီးရင်တူမတွေကိုစိတ်ဘယ်လိုထားမလဲဆိုတာလေးပြောပေးပါလို့အများအားသူကရှောက်တယ်စင်ကာပူမှာနေနေတဲ့အချိန်မှာဒီတူလေးတွေအမတန်မှသူစကားလည်းနားထောင်တယ်ဓမ္မလည်းယဉ်နီးနေတယ်ဟာအခုတယောက်ကအမေရိကရောက်သွားတယ်တယောက်ကအင်္ဂလန်ရောက်သွားတယ်တနှစ်အတော်တွင်းမှာဒီအတော်နဲ့စကားပြောဆိုမှုတွေအရင်လုံးမဟုတ်တော့နှွေးထွေးမှုနည်းလာတယ်ဘာသာရေးအသည့်တွေနည်းလာတယ်အဲ့ဒီမှာသူကစိတ်မကောင်းစွာဥစဉ်တို့ရင်ဖွင့်တယ်တကယ်ကိုပညာတတ်ကြီးတွေဖြစ်စေချင်လို့အင်္ဂလန်ပို့ပါတယ်ဂျာမနီပို့ပါတယ်အမေရိကပို့ပါတယ်တနေရာမှာတယောက်စီပို့လိုက်ပါတယ်တဲ့ဒါပေမဲ့အခုသူတို့လေးတွေဟာတပြေးပြေးနဲ့သူလိုမဟုတ်တော့ဘူးတဲ့အရင်လိုနှွေးထွေးမှုတွေနည်းလာတယ်ဓမ္မနဲ့ပတ်သက်ပြီးတော့မှသူတို့စိတ်ဝင်စားတော့ဘူးတဲ့အဲကြောင့်ဓမ္မအရေးကြီးတယ်ထိထိမိမိအားထုတ်ပြီးမှပို့ခွင့်ရရင်တော့အကောင်းဆုံးပေါ့ဗျာမမီမလားဗျအဲ့လိုဆိုတော့ယောဂီတို့ကိုသားသမီးတူမတွေကိုဘာအမွေတွေပေးကြမှာလဲဓမ္မမွေပေးဖြစ်အောင်ပေးပါယောဂီတွေဝိဒါကအเจ้าမကြီးကြည်ပေါ့ဗျ9နှစ်သမီးနဲ့သောတာပန်တည်တယ်9နှစ်သမီးနဲ့ဟော16နှစ်သမီးရောက်လာတဲ့အချိန်မှာပုံနာနဲ့အိမ်အောင်ကြတယ်ပုံနာတို့မျိုးရိုးကသူတို့ကဘုရားဘာသာမဟုတ်အယူမမိစ္ဆာဒိဋ္ဌိပေါ့နော်အဲ့ဒီချိန်မှာအဖေလှုပ်သူကသမီးလှုပ်သူကိုကြယောဂီတွေမကြခင်သူ့အမျိုးသားနောက်ကိုထည့်ပေးရတော့မှာနော်အဲ့ဒီချိန်မှာအဖေကသာသနာကိုတိတ်တန်ဖိုးထားတဲ့သူတော်ကောင်းကြီးဆိုတော့ဒီသမီးလေးကိုဩဝါဒ10ချက်ပေးတယ်ဩဝါဒဘယ်နှချက်လဲမမီမနာတော့မသိဘူးချပြကြည့်မယ်နော်အဲ့တော့သမီးရဲ့တဲ့ငါသမီးကယနေ့ကစလို့သမီးခင်မွန်းတဲ့အိမ်နောက်ကိုလိုက်သွားရတော့မှာအဲ့တော့အဲ့ဒီမှာနေထိုင်တဲ့အချိန်မှာအမေတို့ဖေတို့နဲ့ခွဲခွာပြီးတော့မှနေရတော့မှာဆိုတော့သမီးခင်မွန်းရဲ့မိဘနှစ်ပါးဟာယနေ့ကစလို့သမီးရဲ့မိဘတွေဖြစ်သွားပြီတဲ့။ဘာတွေဖြစ်သွားပြီလဲ။အဲ့ဒီလိုဖြစ်သွားပြီဖြစ်သည့်အတွက်သမီးအဲ့ဒီမှာနေထိုင်တဲ့အချိန်မှာလိုက်နိုင်ရမယ့်အချက်လက်10ချက်ရှိတယ်တဲ့။လိုက်နိုင်မယ့်အချက်ပဲ2ချက်လဲ။နံပါတ်1ကသမီးတဲ့အပြင်းမီးကိုအတွင်းမထဲနဲ့တဲ့အပြင်းမီးကိုအတွင်းမထဲမိစေနဲ့နံပါတ်2ကအတွင်းမီးကိုအပြင်းမထုတ်မိစေနဲ့တဲ့အတွင်းမီးကိုပါတယ်လေနံပါတ်3ကသမီးမီးကိုလှုပ်ကြွေးပါတဲ့နံပါတ်3ကပါတယ်လေ4နံပါတ်ကသမီးအိမ်ဦးနတ်ကိုပူဇော်ပါတဲ့4နံပါတ်ကပါတယ်5နံပါတ်ကသမီးချမ်းသာစွာထိုင်ပါချမ်းသာစွာ6နံပါတ်ကသမီးချမ်းသာစွာစားပါချမ်းသာစွာပါတယ်လေ9နံပါတ်ကချမ်းသာစွာအိပ်ဆက်အနားယူပါ9နံပါတ်ကချမ်းသာစွာ10နံပါတ်ကသမီးပြန်ပေးမဲ့ပုံကိုမျိုးကိုပေးပါ9နံပါတ်ပြန်မပေးမဲ့ပုံကိုမျိုးကိုတော့မပေးမိစေနဲ့နံပါတ်10ပေးမပေးလိုက်ပါယောဂီတွေဘယ်နှချက်လဲဗျနံပါတ်1
အပြင်မီးကိုအတွင်းမထဲနဲ့ဆိုတာတမိရဲ့တဲ့ပြင်ပမှာဖြစ်ပေါ်လာတဲ့ပြဿနာတွေအိမ်ထဲကိုတဲမလာမိစေနဲ့တဲ့အပြင်မှာဖြစ်တဲ့ပြဿနာအိမ်ထဲတဲလာတော့ပြဿနာကြီးသွားတာပေါ့ဗျပြဿနာပါတယ်လေဗျအဲ့ဒါအပြင်မီးကိုပါတယ်လေအတွင်းမထဲမိစေနဲ့အတွင်းမီးကိုအပြင်မထုံနဲ့ဆိုတာမိသားစုပြဿနာအပြင်ကိုမပြကောင်းဘူးတဲ့မိသားစုပြဿနာအပြင်ပြောပြမယ်ဆိုလို့ရှိရင်နော်ယောဂီတွေကိုအိမ်တွင်းကိစ္စတွေအပြင်ကိုမပြောကောင်းဘူးတဲ့အဲ့ဒီလိုပြောခြင်းအဖြစ်ယောဂီတွေကိုမိသားစုကိုသိကကြာဆင်းတယ်ပေါ့ပြောချင်တာကအဲ့ဒါကြောင့်အတွင်းမီးကိုအပြင်မထုံနဲ့မီးကိုလှုပ်ကြွေးပါတဲ့ပါတယ်ဗျမီးကိုလှုပ်ကြွေးပါဆိုတာကယောဂီတွေယောက်ကတိယောက်ခမကကိုယ့်ရဲ့မိဘပဲတဲ့သူတို့လေးတွေကကိုယ့်ရဲ့မိဘအရင်ချလို့သဘောထားပြီးတော့မှဝိကြီးဝငယ်ပြုရလိမ့်မယ်တဲ့ဝိကြီးဝငယ်ပါတယ်လေအပူလိုအပူအေးလိုအေးပေါ့နော်ယောဂီတွေမိဘများကိုကတကယ်ကိုကိုယ့်ရဲ့မိဘအရင်ချလို့ပဲသဘောထားပြီးတော့မှဝိကြီးဝငယ်ပြုဝေယဥစ္စာတွေပြုရလိမ့်မယ်ပေါ့ဗျာအဲ့ဒါတော့မီးကိုလှုပ်ကြွေးပါအိမ်ဦးနတ်ကိုပူဇော်ပါဆိုတာကယောဂီတွေကိုခင်မောကအိမ်ဦးနတ်ပဲတဲ့ခင်မောကပါတယ်လေအဲ့တော့အိမ်ဦးနတ်ပေါ်မှာကိုကတန်ဖိုးထားရမယ်မထီမဲ့မြင်မပြရအောင်နောက်တော်ကောင်းကြီးအဲ့တော့ကိုယ့်ရဲ့ခင်မောနဲ့ပတ်သက်ပြီးတော့မှကိုကတန်ဖိုးထားရမယ်သစ္စာရှိရမယ်ဒလေးတူရှိရမယ်အဲ့တော့အိမ်ဦးနတ်ကိုပူဇော်ခြင်းချမ်းသာစွာထိုင်ချမ်းသာစွာစားပါတဲ့ချမ်းသာစွာပါတယ်လေအဲ့ဒါတခြားမဟုတ်ဘူးတဲ့မိဘတွေကိုခင်မွန်းနဲ့မိသားစုတွေအားလုံးသုံးဆောင်ပြီးမှနောက်ဆုံးမှသုံးရမယ်တဲ့နောက်ဆုံးမှပါတယ်ကိုကအရင်သုံးလိုက်မယ်ကိုခင်မွန်းကအလုတ်ကနေသိမ်းပြီးမောမောပပနဲ့ပြန်လာတော့ဧည့်သည်လေးပါလာမယ်ကဲယောဂီတွေကိုလည်းတယောက်စာလေးကြံထားတယ်ဆိုရင်ဟိုမှာဧည့်သည်အပူပါလာတော့ခြာချေးစရာဧည့်ခံစရာမရှိတော့ကဲအချက်မရနိုင်ဘူးလားတဲ့အဲ့ဒါကြောင့်စားတောက်မှုနဲ့ပတ်သက်ပြီးကိုနောက်ဆုံးမှစားရတယ်နောက်ဆုံးမှပါတယ်လေချမ်းသာစွာထိုင်ပါဆိုတာကယောဂီတွေလူကြီးသူမတွေနဲ့ထိုင်စကားပြောလို့ရှိရင်မနီးလုံးမဝေးလုံးနဲ့နောက်တော်ကောင်းကြီးတွေမနီးလုံးမဝေးလုံးနဲ့နောက်ပြီးတော့မှမိဘတွေကရာသီဥတုပူတော့အောက်မှာတင်ပြပြလေးခင်မိထိုင်နေတယ်ကိုကအခမ်းအနားခုံမြင့်ပေါ်မှာသွားထိုင်မယ်ဆိုရင်မသင့်တော်ဘူးတဲ့သင့်တော်ရဲ့လားဗျနောက်ပြီးတော့မှမိဘများနဲ့ထိုင်စကားပြောတဲ့ချိန်မှာဟိုအနောက်မှာသွားပြီးထိုင်တဲ့သဘောမျိုးလည်းမဖြစ်စေနဲ့တဲ့လူကြီးသူမတွေကစကားပြောအနောက်ကိုလှည့်လှည့်ပြီးပြောနေရလိမ့်မယ်တဲ့အဲ့တော့ယောဂီတွေမနီးလုံးမဝေးလုံးပေါ့နော်မိမိကထိုင်တဲ့ချိန်မှာလေရဘယ်ဘက်ကတိုက်နေတယ်လေမိမိရဲ့ချွေးနှံသွေးနှံနေလူကြီးသူမတွေရှိမှရရှိသွားမယ်အဲ့ဒီလိုအပြစ်လွတ်တဲ့ထိုင်နည်းမျိုးနဲ့ထိုင်ပါတဲ့အဲ့ဒါချမ်းသာစွာထိုင်ပါတဲ့ယောဂီတွေချမ်းသာစွာအိပ်ဆက်အနားယူပါဆိုတာကမိသားစုတွေအားလုံးအိပ်ရဝင်ပြီကိုကနောက်ဆုံးမှအိပ်ရဝင်ရမယ်တဲ့ဟိုးဝင်းတကားကြီးပိတ်ပြီးပြီလားအတွင်းမင်းတုံးတကားတွေချက်ထိုးပြီးပြီလားမိဖို့ကြောင့်မှမိတွေငိမ့်တက်ပြီးပြီလားအကုန်လုံးစစ်ဆေးရမယ်တဲ့ပြီးပြီဆိုမှအိပ်ရဝင်ရမယ်အဲ့ဒါကိုချမ်းသာစွာအိပ်ဆက်အနားယူပါပြန်ပေးမဲ့ပုံကိုပေးပါဆိုတော့လောကမှာပတ်ဝန်းကျင်ဆိုတာရှိတယ်လူမှုရေးရှိတယ်ကိုယ့်ရဲ့မိတ်ဆွေတွေကသူတို့ရှိမှတခုခုပေါ့နော်စံစီငရုတ်လိုအပ်လို့လာချင်းငားတာရှိတယ်တချို့ကအဲ့ဒီလိုအခက်အခဲရှိတော့လာငားလို့ရှိရင်သစ္စာရှိတယ်ယူပြီးပြန်ပေးတတ်တယ်အဲ့ဒီလိုပုံကိုယ်တွေကိုပေးရလိမ့်မယ်တဲ့ဘာလို့လဲအတုံးလှဲ့ဆိုတာရှိတယ်လေကိုလည်းအခက်အခဲဖြစ်တော့ကို့အပေါင်းအသင်းတွေရှိသွားမှချင်းငားတော့သူတို့လည်းပေးတာပေါ့ဗျအဲ့တော့ပြန်ပေးမဲ့ပုံကိုယ်မျိုးကပါတယ်လေပေးပါတချို့ကချင်းငားပြီးရင်မသိတယ်လို့လှုပ်တတ်တယ်ဗျကြုံဘူးတယ်မဟုတ်လားဗျအဲ့ဒီလို့ဆိုမပေးမိစေနဲ့ဆုံးရှုံးသွားလိမ့်မယ်တဲ့ဘာဖြစ်သွားမှာလဲဟောငါပါရမီဖြည့်ပဲကြီးဆိုပြီးပေးလိုက်ပေါ့နောက်တစ်ခါမကောင်းဘူးလားဗျနော်အဲ့ဒီလို့ဆိုကြယောဂီတွေပြန်မပေးမဲ့ပုံကိုမျိုးကိုတော့ပါတယ်လေမပေးမိစေနဲ့တဲ့နံပါတ်30ပေးမပေးပေးလိုက်ပါအဲ့ဒါတော့ကိုယ်နဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းတွေပေါ့ကိုယ်ခင်မွန်းနဲ့ပတ်သက်တဲ့ဆွေမျိုးတွေရှိမယ်မိမိနဲ့ပတ်သက်တဲ့ဆွေမျိုးတွေရှိမယ်သူတို့လေးတွေကိုမိမိရှာပွေစုဆောင်းလို့အဆင်ပြေရင်သူတို့လေးတွေကိုပြန်ကြည်ပေးပါတဲ့အဲ့ဒါတော့သူတို့ရှိမျောလင့်ချက်တစုံများမလိုဘူးပေါ့နော်သူတို့ပေးမပေးကိုကထောက်ပံ့ပေးမှဝတ္တရားရှိတယ်အဲ့ဒါကြောင့်နံပါတ်30
ပေးမပေးပေးလိုက်ပါဘယ်နှချက်လဲမှတ်မိနိုင်လားဗျနံပါတ်1ကအပြင်းမီးကိုအတွင်းမထုတ်နဲ့တွင်းမီးကိုပြင်မထုတ်နဲ့မီးကိုလှုပ်ကြွေးပါအိမ်ဦးနတ်ကိုပူဇော်ပါချမ်းသာစွာထိုင်ပါချမ်းသာစွာစားပါချမ်းသာစွာအိပ်ဆက်အနားယူပါပြန်ပေးမဲ့ပုဂ္ဂိုလ်မျိုးကိုပေးပါပြန်မပေးမဲ့ပုဂ္ဂိုလ်မျိုးကိုတော့မပေးမိစေနဲ့ပေးမပေးလိုက်ပါအဲ့ဒီ10ချက်သမီးကိုဆုံးမတထေးကြီးကလေကဲလိုက်သွားပြီဝိသကာเจ้าမကြီးလိုက်သွားတော့ယောဂီတို့ဟောမှာသူယောဂတိကအယူမားနေတာကိုနော်တိတ်တိတကတွန်းနေကိုကွယ်တနေ့တော့သူ့ဆရာသမားတွေသူ့အိမ်ရောက်တဲ့ခါကျတော့သူ့သမီးချွေးမလေးကိုဘာပဲပြောပေါ့နော်ဒီဆရာတွေနဲ့သူကမိတ်ဆက်ပေးချင်တယ်ကြွားချင်တာပေါ့ပြောချင်တာတော့သမီးရေတဲ့တို့ဆရာဖုန်းကြီးတွေကြွတယ်လာဥချအောင်ကွဝိသကာလည်းအော်တန်ဃာတွေဆိုတော့ဝမ်းသာတာပေါ့ဗျာအဲ့လိုနဲ့အခန်းလေးတွေကနေထွက်လာတော့တိတ်တိတကတွန်းနေဖြစ်နေတော့ဥမချဘူးဗျဘာလို့လဲအဲ့ဒီကသူတော်ကောင်းကြီးတွေကယန္နာ၃ပါးကလွှဲရင်ကျန်တာဥချလေးမရှိဘူးလေသူဥမချနိုင်ဘူးတဲ့အယူမားနေတဲ့တိတ်ထိတွေကိုအဲ့ဒီလိုပါဇက်ကရေရွတ်ပြီးဝင်သွားတော့တထေးကြီးမျက်နှာပြတ်သွားတာပေါ့ဗျာနော်သူတော်ကောင်းကြီးတွေအဲ့ဒီတော့စိတ်တော့နည်းနည်းကွက်သွားပြီဒီနေ့တော့တထေးကြီးကမနှက်စာသုံးနေတယ်ဘေးမှာဝိသကာရဝိจิဝိငယ်ပြုတ်နေတော့အရှင်မြတ်တပါးဆွန်းလာရက်တယ်ဆွန်းရက်တော့ဝိသကာရလက်ဦးလေးချီပြီးရှောက်လိုက်တယ်ကြော့စုံးပါဖေဟာပါတယ်လေဗျတပည့်တော်ရဲ့ခမဲတော်ကယောက်ကတိကိုညွှန်းချင်တာအဟောင်းစားဆိုတော့တပည့်တော်ကြော့စုံးမဲ့လူနိုင်ပါတယ်အဲ့ဒီအဟောင်းစားဆိုတဲ့စကားလုံးသုံးလိုက်တော့ဟိုမှာတော်တော်ဒေါပွားသွားတယ်ဗျယောက်ကတိကပါတယ်လေစားလက်ဆက်ထမင်းကိုရပ်ပြီးတော့မှတော်တော်ကိုစိတ်ဆိုးသွားပုံရတယ်အဲ့တော့ချက်ချင်းအစည်းဝေးထိုင်ဒီနေ့ဝိသကာကတော့ခေါင်းနဲ့ဆင်းပြရမယ့်နေ့ပဲသူမောင်းထုတ်မှာဗျချွေးမဘာလို့မှလဲဒီနေ့ကလည်းသူအဆက်ခွဲပြီးပြီပေါ့လေသူဆရာသမားတွေအရှိမဒီနေ့လည်းသူ့ကိုအဟောင်းစားလို့ဒီလိုပြောတယ်သူတန်ဃာတွေအရှိမအဲ့ဒါနဲ့အစည်းဝေးခေါ်ပြီးတထေးကြီးဘက်ကအများကြီးပဲတက်ရောက်ကြတယ်ဝိသကာဘက်ကတော့၄ဦးတက်ကြတယ်တကြွယ်၄ဦးပေါ့ဟိုမှာဝိသကာခမဲတော်ကဒီသမီးလေးကိုထည့်လိုက်ကြတဲ့ကတကြွယ်၄ဦးပါပြီးသားဗျစောင့်ရှောက်ဖို့တည်းထည့်ပေးလိုက်တာအဲ့ဒီကဘယ်တော့ချမ်းသာလဲတော့မသိဘူးပေါ့နော်အဲ့ဒီလိုနဲ့အဲ့ဒီမှာယောက်ကတိလောက်တဲ့ပုဂ္ဂိုလ်ကမိဂါရတထေးကြီးတဲ့သူကပြောပြီးခင်ဗျားတို့သမီးကတော်တော်ရိုင်းနေဒီနေ့ဆက်ပြီးပြန်ခေါ်သွားတော့ပေါ့နော်တနေ့ကကျုပ်ဆရာသမားတွေအရှိမဥချဖို့မိတ်ဆက်ပေးဖို့သူ့ခေါ်တာဒီလိုတကတွန်းတွေကိုမကြော့နိုင်ဘူးဆိုပြီးသူဝင်သွားတယ်တဲ့တစ်ချိန်အခန်းလေးတဲကိုဒီနေ့လဲသူ့တန်ဃာအရှိမကျုပ်ကိုပြောလိုက်တာအဟောင်းစားကြီးတဲ့ပါတယ်လဲဗျအဲ့ဒီလိုပြောတဲ့ခါကျတော့အဲ့ဒီမှာတကြွယ်တွေကပြောပြီလေသမီးဒီအဟောင်းစားဆိုတဲ့စကားလုံးကိုသုံးလိုက်သလားဆိုတော့ဟုတ်တယ်တဲ့ဖေဖေတို့သမီးသုံးလိုက်တယ်တဲ့အဲ့ဒီမှာဝိသကာသူပြောပြီဗျသူဒီအဖေပဲပြောပါတော့နော်ယောက်ျီးကိုအဖေတဲ့သမီးပြောတဲ့အဟောင်းစားဆိုတာဘလို့သဘောပေါက်တာလဲတဲ့မင်းငါ့ကိုမဆန်စားလို့ပြောတာတဲ့ပါတယ်လေဗျအဲ့ဒီချိန်မှာပြန်ရှင်းပြဝိသကာယအိုးတဲ့သမီးကကိုယ့်ရဲ့မိဘများကိုဒီလိုရိုင်းပြတဲ့အသုံးမျိုးသမီးမသုံးပါဘူးတဲ့သမီးပြောချင်တဲ့အဟောင်းစားဆိုတာကအဖေဟာဒီဘက်မှာကြီးကြီးတဲ့ချမ်းသာတယ်တဲ့ဒီလိုချမ်းသာတာအတိတ်ကပြုခဲ့တဲ့ကံအဟောင်းတွေလေပါတယ်လေဗျအဲ့ဒီကံအဟောင်းတွေအခုအကျိုးပေးတာကိုဗျကံတစ်ကိုသူဆက်ပြီးသူမပြုတ်ဘူးပေါ့နော်နောက်တော့ဒါနကောင်းမှုကံအတစ်ကိုမဖန်တီးတဲ့အတွက်အဟောင်းစားဆိုတဲ့စကားလုံးကိုသုံးတာပါတဲ့ကိုမိဘတွေကိုတမီးကအဲ့ဒီလိုရိုင်းပြတဲ့စကားလုံးတွေနဲ့သုံးပြီးတော့မှစားတောက်နေတဲ့အချိန်မှာဒီလိုမျိုးတမီးအဲ့လိုမဆိုပါဘူးတဲ့တမီးဆိုလိုချင်တဲ့သဘောကဒီလိုဥပမာပါဆိုတော့မှအဲ့ဒီတော့မှပုံနာကြီးကဒီချွေးမပေါ်မှာသူနားလည်မှုလွဲသွားတာကိုတောင်းပန်တယ်နော်ထိုင်ဥချရှင်စိတ်ပေါက်ချင်လဲပေါက်မှာပေါ့လေဒါတော့ဦးစင်းကပေးတဲ့ဥပမာပါအဲ့ဒီလည်းသူမှားသွားပြီတဲ့ချွေးမပေါ်မှာအပြစ်တဲ့ဆောသွားတဲ့တမီးအဖေကိုခွင့်လွတ်ပါပေါ့အဲ့ဒီချိန်မှာဝိသကပရိယေသုံးပြီဗျသူခွင့်မလွတ်နိုင်ဘူးတဲ့
ပါတယ်လေဗျသူ့ကိုတောင်းမှန်ချင်ရင်ဓမ္မဖခင်ရဲ့အရှိမတောင်းပါမှသူကြည်အေးနိုင်မယ်တဲ့ဓမ္မဖခင်ဆိုတော့ဘုရားရှင်ကိုပြောတာဘယ်သူကိုပြောတာလဲဒါတကယ်တော့တရားနာစေချင်တာလေသူကကောင်းပြီတဲ့သမီးပင့်ပေးပါတဲ့ဘုရားကိုသူတရားလက်နာပါမယ်ဆွမ်းလက်ကပ်ပါမယ်ပေါ့အဲ့ဒီချိန်မှာတန်ခါပိတ်ခွင့်ရတော့ဝိသခာကြီးကဘုရားရှင်ကိုတွားလျှောက်ဘုရားရှင်ကလည်းလက်ခံပေးတော်မူပြီမြတ်စွာဘုရားနဲ့တန်ခါတော်တွေကြွချီတော်မှုမယ်ဆိုတော့ပုံနာကြီးရဲ့တိတ်တိတကတွန်းနေကဘာပြောတဲ့ဆိုတော့ပုံနာကြီးတဲ့ရန်ကြီးဂေါရမကတိတ်ပရိရဲ့ကျွဲတာနော်တဲ့အဲ့တော့ပုံနာကြီးကဘာပဲပြောဇက်မြင့်နေတဲ့ဗြဟ္မဏပုံနာကြီးပေါ့နော်ပုံနာကြီးကဇက်မြင့်နေရန်ကြီးဂေါရမကသူကပုံနာကြီးတဲ့ဆိုင်ဇက်နှိမ့်နေပေါ့အဲ့တော့ဇက်နဲ့ကြိုင်တာသူတို့ကလေအဲ့ဒီအတွက်ကြောင့်နဲ့ဖြစ်နိုင်ခန်းစီလိုက်ကလေးကလိုက်အောင်နဲ့လိုက်ကနောက်ကနေပဲတရားနာပါတဲ့ဘုရားနဲ့ပေးမတွေ့ချင်ဘူးသူတို့ကဟိုမြတ်စွာဘုရားရဲ့တာဝကပြတ်တော့မှသူတို့တိတ်ကြောက်တယ်လေအဲ့ဒီလည်းနဲ့ကောင်းပြီပေါ့အဲ့ဒီမှာဝိသကလည်းခန်းစီလိုက်ကလှုပ်ပေးပါတယ်ဘုရားရှင်ကြွလာပြီးဝိသကရအကိုလို့ဆုံးခွင့်ကိစ္စတွေဖန်တီးဆုံးကိစ္စပြီးတော့တထေးကြီးကတရားနာခွင့်ရခန်းစီလိုက်ကနောက်ကနေဘုရားရှင်တိုက်ကြွေးတော်မူတဲ့တရားရည်အမျက်စေအဆုံးမှာတထေးကြီးသောတာပန်တည်သွားတယ်ဗျ။ဘာတည်သွားတာလဲ။သောတာပန်လည်းတည်ရောခန်းစည်းလိုက်ကဆွဲဖြုတ်လိုက်တယ်ဗျ။ဘုရားရှင်ခြေဖမိုးတော်ကိုသူ့ရဲ့နဖူးတော်နဲ့နဖူးနဲ့အာရပါရဥတိုက်။အဲ့ဒီကနေစပြီးတော့တထေးကြီးကဝိသကကြောက်အမကြီးကိုတင်စားတယ်။သူ့ရဲ့မိခင်ပါတဲ့။ဘာလဲလဲဗျ။ဒါကတင်စားတာပေါ့နော်။ဓမ္မအတိကိုတိခွင့်ရအောင်ဒီချွေးမလိမ်မလေးကဖန်တီးပေးတဲ့အတွက်အမေနဲ့တင်စားတာအဲ့ဒီကနေစပြီးတော့ဝိသကကြောက်အမကြီးကိုပတ်ဝန်းကျင်ကသမုတ်ကြတာမိဂါရမာတာတဲ့ပါတယ်လေဗျမိဂါရတထေးကြီးရဲ့မိခင်ပေါ့ဒီလိုတင်စားပြီးပြောကြတယ်အဲကြောင့်ယောဂီတွေတပိလိမ်မာတော့နော်ယောဂီတွေဆရာချမ်းသာတာပေါ့ဗျာသားသမီးလိမ်မာတော့လေမိဘချမ်းသာတာပေါ့ဗျာဟုတ်တယ်မဟုတ်လားဗျအဲကြောင့်ဒီသားသမီးလေးလိမ်မာတဲ့အတွက်ဒီအဖေကြီးဟာအဘယ်တကားပိတ်သွားပြီတောတပန်တီသွားပြီအဲ့လို့ဆိုရင်ဒီအဖေကိုဒီသမီးဒီဘာအမွေနဲ့ကျေးဇူးဆက်လိုက်တာမမီမလားဗျအဲ့တော့ဒီနေ့နဲ့တော်ကောင်းတို့ကိုနဲ့ပတ်သက်တဲ့သားသမီးတွေဓမ္မမွေပေးနိုင်အောင်ပေးပါကိုမိဘတွေဓမ္မအတိမတိသေးရင်ဒီဓမ္မအတိတွေသိခွင့်ရအောင်ရိတ်တာတွေပို့ပေးဗျဘယ်ပို့အောင်မလဲတကမိဘတွေကသူတို့လက်ထက်မှာရှားတာကစင်စင်ရဲရှာခဲ့ရတာဟုတ်စင်စင်ရဲရှာခဲ့ရတော့ငွေကိုသူတို့ကချွေတာတတ်တယ်စီးနဲ့ကန်းနဲ့သုံးတတ်တယ်ဟိုလူရည်တိုင်းမှာဆိုလဲသူတို့ကစီးနဲ့ကန်းနဲ့သုံးတယ်ကစီးနဲ့တော့မဟုတ်ဘူးဟိုသူတို့ဟိုထိန်းထိန်းပေါ့နော်ဒါပေမဲ့သားသမီးတွေကျတော့သူတို့ကတရားတွေကိုယ်တိုင်အားထုတ်တော့တရားသိကောင်းတဲ့ခါကျတော့ဟိုသူတို့ကလူရည်တိုင်းမှာရက်ရောတာပေါ့အဲ့ဒီလိုရက်ရောတဲ့အချိန်မှာမိဘတွေကသားသမီးတွေကိုသူကထိန်းသိမ်းတယ်နော်လူတော့လူပါသားရဲ့ဒါပေမဲ့ထိန်းသိမ်းလေးဆိုတာဖြစ်တတ်တယ်အဲ့လိုဆိုလို့ရှိရင်တရားနဲ့ပတ်သက်ပြီးတချို့မိဘတွေကအားနေတာလည်းရှိကောင်းမှာပေါ့နော်အဲ့လိုဆိုရင်တရားအားနေတဲ့မိဘများကိုတရားအားကောင်းလာအောင်သားသမီးများကကိုနိုင်ကအာရပါရလူကအမေလက်နဲ့လူစီအဖေလက်နဲ့လူစီကံနဲ့အကျိုးပေးမယုံကြည်သေးတဲ့မိဘများကိုကံကံကြီးအကျိုးယုံကြည်လာအောင်တရားများနာဖို့တဲ့ဖန်တီးပေးရမယ်သစ္စာတရားဆိုတဲ့ဝိပဿနာတရားတွေမသိသေးရင်ဒီသားသမီးများကမိဘများကိုရိတ်တာတွေပို့ပေးနိုင်ရမယ်အဲ့လိုဆိုရင်ဒီမိဘများကတရားနဲ့ယဉ်နီးလာတော့သစ္စာတွေသိလာမယ်တရားတွေအားကောင်းလာမယ်ဓမ္မအတိတွေနှလုံးမှာကိန်းသွားရင်အဘယ်တကားပိတ်သွားပြီဘာတကားပိတ်သွားရင်အဲ့လိုဆိုဒီသားသမီးကဒီအမေဖေကိုဘာနဲ့ကျေးဇူးဆက်လိုက်တာလဲမမီမလားဗျအဲ့ဒါကြောင့်မိဘတွေကိုယ်၌ကဓမ္မအတိတွေသိတယ်ဆိုရင်သားသမီးများကိုဓမ္မအမွေပေးပါသားသမီးကိုယ်၌ကဓမ္မလမ်းကြောင်းကိုရှောက်လန်းနေပြီဆိုရင်မိဘများကိုဓမ္မနဲ့ကျေးဇူးဆက်ပါရှင်သာရိပုတ္တရာမထေရကြီးကအမေရူပသာရီပုံနှင်းမကြီးကိုနောက်ဆုံးပရိနိဗ္ဗာန်စံခါနီးမှာတရားရည်မစေတိုက်ကျွေးတော်မူလို့
နှုတ်ဖို့ကြည်ပြီလို့ကြုံသွားတော်မူတယ်ဘာဖို့ကြည်တာလဲမှန်ပြီမလားဗျဦးစင်းလည်းမောသွားပြီနော်ကဲတာတုခေါ်တော်ပြီဗျာ